အဲ့တော့ကျွန်တော်ဒီနေ့အသက်တာထဲမှာပြေဝသောအသက်တာလို့ပြောတဲ့အခါမှာပြည့်အောင်ဖြည့်ပေးနိုင်တာဘုရားခင်ပဲဖြစ်တယ်ဘုရားခင်ဖြစ်ဘယ်အရာကမှဘယ်သူကမှကျွန်တော်တို့ကိုပြည့်အောင်မဖြည့်ပေးနိုင်ပါဘူးလောကမှာကျွန်တော်ကြိုက်တာနဲ့ဖြည့်ဘယ်တော့မှပြည့်ဝခြင်းဆိုတာမရှိဘူးတော့ဒီနေ့ဆိုတော့ဘာကြောင့်လဲဆိုတော့လူဒုက္ခတစ်ခုပြီးတစ်ခုလူဟာလိုတတ်တဲ့ဆန္ဒရှိတယ်လိုချင်တာတစ်ခုကိုရရင်တော့မှနောက်တစ်မျိုးလိုချင်တယ်နော်နှစ်ခုရှိတာနှစ်ခုလုံးရရင်တော့မှနောက်တတိယတစ်ခုရှင်းကောင်းမလားလို့စဉ်းစားတယ်နော်ဒီနေ့အဲ့တော့လူရဲ့အလိုဆန္ဒဒီပြည့်စုံဖို့ရန်အတွက်အင်မတန်မှခက်ခဲတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကိုပြည့်ဝအောင်ဖြည့်ပေးနိုင်တာဘုရားခင်ပဲဖြစ်တယ်အဲ့တော့ဖြည့်ပေးတဲ့ဘုရားခင်ကကျွန်တော်ရဲ့အသက်တာထဲမှာယေရှုပြုတယ်ဥပမာ23ခုမြောက်သောစာလံမှာကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ရန်သူရှေ့မှာစပွဲကိုခင်းတယ်ကျွန်တော်ခေါင်းကိုစီနဲ့လိမ့်တယ်ကျွန်တော်ခွက်ဖလားကိုရှန်နေရှိတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကိုပြည့်အောင်ဖြည့်ပေးနိုင်တာကဘုရားခင်ဖြစ်တဲ့ခါမှာအဲ့တော့ဘုရားခင်ဖြည့်ပေးခြင်းဘုရားခင်လှုပ်ပေးခြင်းဘုရားခင်လှုပ်ဆောင်ပေးမဲ့အရာတွေကိုကျွန်တော်သွားလာတဲ့ခါမှာဒီနေ့လူမှာဘာဖြစ်လာလဲဆိုရင်ကြောက်ရွံ့ခြင်းဆိုတော့ရှိဟုတ်ပြီနော်အဲ့တော့23ခုမြောက်သောစာလံကိုကျွန်တော်မဖတ်တော့နော်ဆူနိုင်ဘလူးလူတွေအားလုံးကျမ်းစာကြွပြီးသားဖြစ်တဲ့အတွက်နော်ဟုတ်တယ်နော်ဆိုတော့23မြောက်စာလံမှာယန်သူရှိမှာတဲ့ဘာလဲခွက်ဖလားsorry နော်စပွဲကိုခင်းတယ်ခွက်ဖလားကိုရှန်စီတယ်ခေါင်းကိုစီနဲ့လိမ့်တာဖြစ်တယ်အဲ့တော့ဒီနေ့အဲ့ဒီ23ခုမြောက်သောစာလံမှာရှိတဲ့ခွက်ဖလားရှန်ခြင်းပြေဝသောခွက်ဖလားကရိုးရိုးနေရာမှာမဟုတ်ယန်သူရဲ့ရှိမှာဖြစ်တယ်အဲ့တော့တနည်းအားဖြင့်ခွက်ဖလားရှံဖို့ရန်အတွက်ကျွန်တော်တို့ရဲ့ကြောက်ရွံ့ခြင်းတွေကျွန်တော်ရဲ့စိုးရိမ်ခြင်းတွေကျွန်တော်တို့ရဲ့ဒီနေ့အသက်တာထဲမှာတွေးပူတဲ့အရာတွေကြာရှုံးမှစိုးရိမ်တဲ့အရာအားလုံးကိုဘုရားခင်ကကြော်လွှားသွားစီနေတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားရဲ့ဖြည့်ပေးခြင်းကိုလည်းကျွန်တော်ကခံယူခြင်းနဲ့တစ်ခါချင်းမှာကျွန်တော်ကြောက်တယ်အဲ့တော့ကြောက်တယ်လို့ပြောတဲ့ထဲမှာကျွန်တော်ကလူတကူအကြောက်တစ်မျိုးစီရှိကြတယ်တော့ဒီနေ့တချို့ကအရင်တက်တိရှိတယ်ဘယ်လူမှမကြောက်ဘူးဒါပေမဲ့ညဘက်တော့အိမ်သားတယောက်မှမသွားရဘူးနော်ဘယ်လူမှမကြောက်ဘူးနော်မကြောက်ဘူးကြိုက်တာလူမကြောက်ဘူးနော်အိမ်သားတော့မသွားရဘူးတယောက်တည်းနော်အဖော်တော့ခေါ်သွားတယ်နော်ဒီနေ့တချို့ကတော့ဘာရတယ်မှောင်နေမဲလဲသွားတယ်နော်ဒီနေ့ဘာဆိုမှမကြောက်ဒါပေမဲ့ရွှက်တွေ့ရင်ကြောက်ပြန်နော်ပို့ခတ်တွေ့ရင်ကြောက်ပြန်နော်တချို့ကအရက်သက်တိကောင်းတယ်ဒါပေမဲ့ဒီဘောတက်လာနဲ့ဒီဒူးတစ်ခုကတုံတယ်နော်လက်တွေပါတုံတယ်နော်ဒီနေ့ဖြစ်လာနော်ကြောက်တာပေါ့နော်သူအောက်မှာစာစီလာအကောင်အပေါ်ရအကုန်မိတ်နော်ဒီနေ့အချို့အစင်မောကမကြောက်ဘူးနော်ဒါပေးလိုက်ပြန်မဆင်းတော့ဘူးသူကနော်ဒီနေ့ဒါကြိုင်လိုက်ပူတော့တက်တိရှိသွားလို့ပဲမဆွေးတော့ဘူးဆိုတော့မကြောက်နော်အင်ချမှာကြောက်တယ်သူကမိမကြောက်တာနော်ဆိုတော့ဒီကလူတွေပြောမှာမဟုတ်နော်ဆိုစင်မောမကြောက်အိမ်မှာမိမကြောက်နော်ဆိုတော့ကျွန်တော်လူတယောက်တကူအကြောက်တစ်မျိုးစီပေါ့နော်ရှိကြအဲ့ဒီမှာကျွန်တော်ဘာကြောက်လဲဆိုရင်ဆုံးရှုံးပါမားမှာကျွန်တော်ဒါကြောက်တယ်။နော်ဒီနေ့အဲ့ဒီထဲမှာပိုဆိုးတာကနည်းနည်းလေးမှဘဝမှာအမားလေးလည်းမတွေ့လိုက်။ကျွန်တော်တို့ဒီနောက်တစ်ချိန်ပြန်ပြုတ်လို့ဖို့အတွက်အင်မတန်မှကြောက်သွားတယ်။ဥပမာကျွန်တော်ပြောပြစီဒါဥပမာပါ။ကိုတော်ချင်းမမယ်ဆင်းဆုံးမယ်။ရှင်းကအောက်တင်းမိတက်လာတယ်။ဒါပေမဲ့ဆိုရဲကြီးနဲ့တီးရကြီးကတလွဲစီဖြစ်သွားတာ။နော်အဲ့ဒါနဲ့ပဲစာသားလေးပဲနောက်ထောက်ပါဆိုပြန်ဆင်းသွား။ဒါပေမဲ့ဆင်းသွားငါဆိုတာမှားသွားပြီ။ငါနောက်တစ်ခါဘယ်တော့မှမဆိုတော့ဘလို့ခေါ်အဲ့ဒီပုဂ္ဂိုလ်ကမဆိုတော့ရှင်းနော်တခါလေလူတယောက်ကျွန်တော်အင်္ဂလိပ်ဝင်ညတယ်ဒါပေမဲ့သူကကိုမေကိုပြန်ထုတ်တာကိုကန့်လန့်ပြန်တိုက်တဲ့ခါမှာကျွန်တော်စိုးရင်သွားတယ်ကျွန်တော်နောက်တစ်ချိန်အင်္ဂလိပ်ပြောဖို့အတွက်တော့မှမဝတ်မရဲဖြစ်သွားတယ်စိုးရင်သွားတယ်ကြောက်သွားတယ်ပါသွားတဲ့အမားပေါ်မှာနောက်တစ်ချိန်ပြန်ပြီးတော့ရင်ဆိုင်ရမှာကြုံတွေ့ရမှာကျွန်တော်ဒီကြောက်ရတယ်အဲ့တော့တစ်ဖက်မှာကြည့်ရင်လေဘုရားသခင်ပေးမဲ့ပြေဝသောအသက်တာလည်းလိုချင်တယ်။ဒါပေမဲ့ပြေးဖို့ရန်အတွက်ဘုရားသခင်ဖြည့်ပေးမဲ့အရာအတွက်လည်းကျွန်တော်ကကြောက်။လမ်းခဲ့ပါလို့ပြောရင်ကျွန်တော်ကြောက်။သွားခဲ့ပါလို့ပြောရင်ကျွန်တော်ကြောက်။လှုပ်ပါလို့ပြောရင်ကျွန်တော်ကြောက်။ဘာကြောင့်ကျွန်တော်ကြောက်လဲဆိုရင်မားမှာကိုကျွန်တော်စိုးရိမ်နေမားခဲ့ဘူးတဲ့အရာတွေပေါ်မှာကျွန်တော်စိုးရိမ်တာဖြစ်တယ်။ဒီလိုပြောလို့ဒီညနေသင်ခန်းစာကလှုပ်ချင်တာလှုပ်ကြမားကြလို့ပြောတာမဟုတ်တလွဲလေးယူသွားမှာဆိုလို့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာအဲ့ဒီအရာတွေကိုကြောက်ရွံ့စိုးရိမ်ခြင်းကိုကြော်လွှားဖို့အတွက်ဒီနေ့ညနေမှာကျွန်တော်အချက်လေး၈ချက်နဲ့အဆင်ခြင်မှာဖြစ်တယ်နော်9ချက်ရောက်ပြီဆိုရင်အိတ်ကင်လို့ရအောင်ကျွန်တော်ကြိုပြောထားတာနော်ဒီနေ့ကျန်းစာကကောက်ကသိမ်းလို့ရအောင်နော်ဒီနေ့ပြောလို့မရအဲ့ဒီ၈ချက်ကပဲတနိုင်ကြံကြာသွားနိုင်တယ်နော်အဲ့ဒါဆိုနော်ကျွန်တော်အချက်လေး၈ချက်နဲ့နော်ဒီနေ့ကျွန်တော်ဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်နော်ဒီနေ့အဲ့တော့နံပါတ်1တစ်ချက်ကျေးဇူးပေးလိုက်ဆိုပေးပါလူတိုင်းဒီ
နီလန်းများစွာဖြင့်မားနိုင်သည်ရှာရှုံးနိုင်သည်ကိုသတိရပါအဲ့လိုပြောလို့သေပေါ်ညှိတာမဟုတ်ဘူးဆိုလိုချင်တဲ့သဘောကမားတဲ့လူတယောက်မှမရှိဘူးမားတယ်လို့ပြောတဲ့ခါမှာအပြစ်ကိုလှုပ်ဖို့တော့ဒီနေ့အမားထဲမှာကျင်လည်ဖို့ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးဆိုတော့ပြောမယ်ဗျာတချင်းဆိုတယ်ဘုရားအတွက်ချီးမွမ်းတယ်ကိုတချင်းဆိုတာမှားသွားတယ်ကဲပြောဒါဆိုရင်မမားတဲ့လူဘယ်နှယောက်ရှိလဲတကယ်ဆိုတော့ကြီးတွေလည်းမှားတာပဲနော်ခွာရသွားကိုပါတကယ်ဆိုရင်ဖြစ်တော့နော်တီးတာလည်းမှားမှာပဲအချိန်ချင်းခါကအခောက်1000ကျင့်ထားလဲလွဲချင်လွဲတာပဲတရားဝင်ငှတာလည်းမှားတာပဲမောရှင်နဲ့ပေါ်လူလည်းမှားပြောတာပဲကျွန်တော်လည်းနေ့စဉ်နဲ့ဤပါနေ့တရားဒီတာဝင်ညနေဒါပေမဲ့မှားပြောတဲ့နေ့တွေရှိတာပဲအဲ့တော့ဒီနေ့ကျွန်တော်တို့လူတိုင်းမှာအားနေချက် mistake အမှားဆိုတာရှိတာဖြစ်တယ်အဲ့တော့ကျမ်းစာလေးတစ်ပိုက်ဖတ်ရအောင်ရှီယာကုတ်ခန်းကြီး3အငယ်1ဖြစ်ပါလေယာကုတ်3အငယ်1ကျေးဇူးပေးကျွန်တော်ကလိုက်ဆိုပေးပါငါတို့ရှိသမျှသည်အများသောအားဖြင့်မားတဲ့ကြ၏နောက်ချိန်လိုက်ဆိုငါတို့ရှိသမျှသည်အများသောအားဖြင့်ဘာဖြစ်လဲမားတဲ့ကြ၏ဒါဆိုငါတို့တဝက်လားရှိသမျှဘာဖြစ်တယ်လဲနည်းနည်းလားအများသောအားဖြင့်လားပြောရင်လူအားလုံးဟာမားတတ်တယ်လို့ပြောတာဆိုလိုချင်တဲ့သဘောကပြည့်စုံတဲ့လူ perfect ဖြစ်နေတဲ့လူမမားတဲ့လူမရှိဘူးဒီလိုပြောလို့လဲကိုမှားတာကြီးကိုလှုပ်ပြီးတော့လူတိုင်းမှားတာပဲဘာဖြစ်လဲဆိုရဲ excuse ကိုပြောတာမဟုတ်ဒါပေမဲ့မှားဆိုတဲ့အတွက်ဘဝမှာတစ်ခါလေးအရှင်မပြေတာနဲ့တစ်ခါလေးဒီနေ့ပုံစံမကျတာနဲ့ကျွန်တော်စိုးရုံကြောက်ရွံ့တဲ့အမှုရာကိုကြော်လွှားလို့ဖို့ဖြစ်တယ်တီးရမယ့်အရာကမှားချက်တယ်အားနည်းချက်ရှိတာပဲအဲ့တော့ဘုရားသခင်ကကျွန်တော်ရဲ့အသက်တာမှာတစ်ခါတည်းလှုပ်ဆောင်ဖို့အတွက်ပြောတယ်ရှေ့တိုးဖို့အတွက်ပြောတယ်လမ်းလာဖို့အတွက်ပြောတယ်ပါဝင်ဖို့အတွက်ပြောတယ်စက္ကပ်ဖို့အတွက်ပြောတယ်လှုပ်ဆောင်ဖို့အတွက်ပြောတယ်ဒါပေမဲ့ကျွန်တော်ကြောက်တယ်ဘာလို့ကြောက်လဲလို့မင်းဆိုတော့ပြောလို့ငါမှားသွားတယ်ထပ်မှားပြောလို့နားပါပြောထပ်မှားပြောလို့အဲ့ဒါလည်းကျွန်တော်ဘယ်မှမရောက်တော့အဲ့တော့သိထားမယ့်အရာကငါတို့ရှိသမျှဒီအများသောအဖြစ်မှားတတ်သည်ကေတူပြတဲ့ချက်ကိုကျွန်တော်ကလိုက်ဆိုပေးပါဒေသနာချက်အခန်းကြီး9အငယ်20ဖြစ်တယ်ဒေသနာ9အငယ်20လိုက်ဆိုပေးပါအပြစ်မပါပဲကောင်းသောအကျင့်ကိုရှင်းသောသူတော်ကောင်းတစုံတယောက်မြတ်မြေကြီးပေါ်မှာမရှိအပြစ်မပါပဲကောင်းသောအကျင့်ကိုကျင့်သောသူတော်ကောင်းစုံတယောက်မြတ်မြေကြီးပေါ်မှာမရှိဆိုလိုချင်တဲ့ဘောကပြည့်စုံတဲ့လူသားဆိုတာမရှိဘူးဘုရားပဲစုံနေတာဖြစ်တယ်ဘုရားပဲပြည့်စုံတာဖြစ်တယ်ဒါကြောင့်မို့ပြေဝစုံနေသောအသက်တာကိုလည်းမလုပ်နိုင်ဘူးသူလည်းလုပ်ပြီးလို့မရဘူးကိုဟာကိုလည်းလုပ်လို့မရဘူးတခြားလူလည်းလုပ်ပြီးလို့မရဘူးဘာကြောင့်လဲဆိုရင်ကောင်းသောအကျင့်ကိုပြည့်စုံတဲ့သူတယောက်မှမြေကြီးပေါ်မှာမရှိဘူးဘယ်သူပဲလုပ်ပြီးလို့ရလဲဘုရားပဲလုပ်ပြီးလို့ရဒါကြောင့်ကယ်တင်ခြင်းငရဲကနေကယ်လွတ်ခြင်းဆိုတာကိုကျွန်တော်လူဟာစူးစမ်းလို့မရဘူးကိုဟာကိုလည်းမကယ်နိုင်ဘူးနောက်ထပ်လူတယောက်လည်းကျွန်တော်မကယ်ပေးနိုင်ကိုလည်းမကျင့်နိုင်ဘူးသူများကိုလည်းကျင့်ဖို့ကျွန်တော်လုပ်ခိုင်းလို့မရလုပ်ပေးနိုင်တာပြည့်စုံတဲ့ဘုရားတစ်ပါးပဲရှိတယ်ဟာလေလုယာဒါကြောင့်မို့ကယ်တင်ခြင်းဘက်မှာကျွန်တော်ကယုံတယ်လေဘုရားငါတို့ချစ်တယ်တပါးတော်သားတော်ကိုစွန့်တော်မူတဲ့ငါ့ကိုချစ်တယ်ယေရှုခရစ်တော်ရဲ့အသွေးအသက်အပြင်ငါ့ကိုရွေးလို့ကယ်တင်တယ်ဘုရားပြည့်စုံတယ်ကယ်တင်ခြင်းဘက်မှာယုံကြည်တယ်ကျွန်တော်ရှေ့ဆက်သွားမယ့်အသက်တာမှာလည်းဒီသဘောပဲကျွန်တော်မှမပြည့်စုံတာသူလည်းမပြည့်စုံဘူးကိုလည်းမပြည့်စုံအဲ့တော့မပြည့်စုံတဲ့သူကိုပြည့်စုံအောင်တိဆောက်ဖြည့်ပေးနိုင်တာဘုရားသခင်ပဲဖြစ်တယ်ဒါကြောင့်မို့ပြေဝသောအသက်တာဆိုတာဘုရားလုပ်ပေးမှဘုရားဖြစ်ပြီးမှဖြစ်တယ်အဲ့တော့ကျွန်တော်ကြောက်နေတဲ့အရာတွေစိုးရိမ်နေတဲ့အရာတွေမပြည့်မှဆိုးတဲ့အရာတွေကိုကျွန်တော်ကြော်လွှားပြဖို့အတွက်ဖြစ်ပါတယ်ကိုပဲကြည့်ပြီးကိုစိတ်ပြက်နေကိုကြည့်ပြီးကိုအားနေတယ်ကိုရဲ့အမားပေါ်မှာပဲကိုပြန်ပြီးတော့တန်တရားဖြစ်နေတယ်ချစ်တော်ညီကိုမမတို့လူတိုင်းမှာအတိတ်ဆိုတာရှိပါတယ်အတိတ်ဆိုတာပေါ့စီရောင်းတဲ့တယောက်ကြီးတော့ပြောမှာမဟုတ်ဘူးเนาะအတိတ်ဆိုရယ် pass အတိတ်ဆိုတာရှိတယ်ဒါပေမဲ့အတိတ်မှာနှစ်ခုရှိတယ်တချို့ကအတိတ်ကထောင်ဖြစ်တယ်တချို့ကအတိတ်ကစာသင်ချောင်းဖြစ်တယ်ကျွန်တော်ပြန်ပြောမယ်เนาะအတိတ်ကထောင်ဆိုရင်ကျွန်တော်ဒီအတိတ်ကနေမလွတ်နိုင်တော့ထောင်ဆိုတာကျွန်တော်ချုပ်နှောင်ထားတာအတိတ်ထဲမှာပဲကျွန်တော်ကချုပ်နှောင်ထားတဲ့ခါမှာအဲ့ဒီအတိတ်ရဲ့အရေးကြီးကလဲပြီးတော့အရာရာကိုကြည့်တဲ့ခါမှာစိုးရင်ငါကမပြည့်စုံငါလုံမခဲ့တယ်ငါမှတော့အားနေချက်ရှိငါတော့လူမရအောင်ငါမှတို့ဖြစ်အဲ့ဒီအရေးကညင်နေအဲ့ဒါအတိတ်ကထောင်ဒါပေမဲ့အတိတ်ကစာသင်ချောင်းဆိုတာကသင်ခန်းစာမှားခဲ့တယ်သင်ခန်းစာရှိတယ်နောက်တစ်ချိန်မဖြစ်တော့
မှားခဲ့တယ်အဲ့ဒီကလေလေ့လာသင်ယူတယ်အသက်တာထဲမှာပြုပြင်ပြောင်းလဲမှုရှိစေအဲ့တော့လူတိုင်းမှာအတိတ်ဆိုတာရှိတယ်အဲ့တော့သင်ရဲ့အတိတ်ဟာထောင်ဖြစ်နေတော့မလွယ်ဘူးသင်ရဲ့ကျွန်တော်ရဲ့အတိတ်ဒီစာသင်ကြောင်းဖြစ်ရကျွန်တော်ကိုလက်ချက်သင်ကြားပြလိုက်ဘာကြောင့်လဲအပြစ်မပါပဲကောင်းသောအချက်ကိုကျင့်တော်သူတယောက်မှမရှိပါဘူးဒါကြောင့်မို့ပထမတစ်ချက်အနေနဲ့ကျွန်တော်လူတိုင်းဟာမှားတတ်တယ်ကြာရှုံးတတ်တယ်ဒါပေမဲ့အဲ့ဒီကြာရှုံးနဲ့မှားတဲ့အတိတ်ထဲမှာပဲကျွန်တော်ကညှိကျွယ်နေရင်ကျွန်တော်တို့ဘာတစ်ခုကိုမှရှေ့ဆက်ကိုမလန်းနိုင်တော့ဒါအင်မတန်မှအရေးကြီးတာဖြစ်တယ်ကျွန်တော်ကတခါတည်းမှာအတိတ်ရဲ့ထောင်ကကိုဝင်နေတာမဟုတ်ဘူးတခြားသူကပေးနေတာကျွန်တော်စကားထဲမှာအဲ့လိုတခါမလုပ်တော့နော်ပြောစရာအမြဲတမ်းမှတ်မိတယ်အထူးသဖြင့်အမျိုးသမီးတွေဆိုပိုမှတ်မိတယ်ရှင်ကျမတို့လေဟိုတော့ဘယ်တော့2010ဇူလိုင်နိုင်နေတော့မှတ်မိတာနိုင်နေအိမ်တွေကရှော်ဝတ်ထားတာလေအဲကြောင့်မှဟိုတရားခေါ်တာဟောတဲ့တရားတော့မမှတ်မိတော့အိမ်တော့ကပြောတာနော်ဆိုဘာမှလဲအားလုံးမှတ်မိတယ်ဒီနေ့တော့ဒီတခါတရားဟောချက်လို့ပဲခွာရစရာတိတ်မမှတ်မိဘူးတရားဟောချက်မှာမှားပြောတာဆိုမှတ်မိတယ်မွေးဟိုတခါလေကျမပြောမလားပေထူးနဲ့မောရှင်နဲ့မှာပြောအဲ့တသက်လုံးမပြေတော့ဘူးလားတော့ဒီနေ့အဲ့ကျွန်တော်ကအတိတ်မှာကိုရင်ထောင်ကြမဟုတ်ဘူးအနာရှိတဲ့လူကရောချုပ်ထားလိုက်တော့ဒီနေ့အဲ့ဒါမဲ့တခုအရေးကြီးတာကလူတယောက်အတိတ်ကိုသင်အဖန်တရားရပြောနေခြင်းသည်တဲ့အဲ့ဒီလူကိုနောက်တစ်ချိန်မှားဖို့အတွက်တွန်းအားပေးရတဲ့အတူတူပဲဖြစ်တယ်နောက်တစ်ချိန်မှားဖို့အတွက်တွန်းအားပေးရတဲ့အတူတူဖြစ်တယ်ကျွန်တော်ဒါကြောင့်မိဘလည်းသားသမီးမှားတယ်ဆုံးမသွန်တယ်ဒါမဲ့ repeatedly အချိန်ဖန်များစွာဒီအမားတစ်ခုကိုခဏခဏပြောနေခြင်းသည်အဲ့ဒီကလေးကိုအတိတ်ထဲမှာထောင်ချနေခြင်းဖြစ်တယ်ဇနီးမောင်နဲ့လင်မယားမိသားစုမှာအားနည်းချက်ဆိုတာရှိတာမပြည့်စုံခြင်းမားကြရလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ဒါကိုထပ်ခါလင်းလင်းပြောနေအိမ်ထောင်ကြီးတစ်ခုလုံးကိုတကယ်ထောင်ထဲမှာထည့်ထားသူအသင်းတော်ထဲမှာပြည့်စုံတဲ့သူမှမရှိတာအားနည်းချက်တွေမစုံလင်ခြင်းတွေရှိမှာဒါပေမဲ့တယောက်နဲ့တယောက်အမားကိုကျွန်တော်တစ်ချိန်လုံးပြောနေခြင်းသည်သူလည်းနောက်တစ်ခါမလုပ်ရတော့ဘူးဆိုတာအမားကိုပြောမှာမဟုတ်ဘူးနော်ရှေ့ဆက်မတိုးရတော့တာထက်ခါတည်းလေးပြောတဲ့အခါမှာ तू ကဒီအမားကိုထက်ကျူးလွန်ဖို့အတွက်ဘုံမလေးတော့ဘာကြောင့်လဲ तू ပြောင်းလဲလာလဲလူအားလုံးကသူ့အလိုပဲထင်တယ် तू ချင်းလာလဲလူအားလုံးကသူ့ပဲအလိုမြင်တယ်အဲ့တော့ကျွန်တော်သာဆို तू အဲ့လိုမြင်လဲဘာထူတော့မလဲနင်တို့ငါ့ကိုလူမြင်လူပြောလူပဲနေတော့မှာပေါ့ယူလေးပဲစဉ်းစားတာလေသဘောကဒါပဲအဲ့တော့ကျွန်တော်ရဲ့အသက်တာမှာမပြည့်စုံဘူးအဲ့အကြောင်းမို့ဒီအတိတ်ကနေကျွန်တော်ကကိုယ်တိုင်လွတ်မြောက်ဖို့ထွက်ဖြစ်လို့တပါးသူကိုလည်းလွတ်မြောက်စေဖို့အတွက်ဖြစ်တယ်ဒါကြောင့်မို့နံပါတ်1တစ်ချက်ကျွန်တော်ဘုရားသခင်ရဲ့ဖြစ်သေးခြင်းပြေဝသောအသက်တာကိုခံစားခံယူဖို့အတွက်ဒီနေ့ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့လူတိုင်းမပြည့်စုံဘူးမှားတတ်တယ်ဆိုတော့သိခြင်းအဖြစ်ဒီအရှုံးဆိုတဲ့အရာအမှားဆိုတဲ့အရာကြော်လို့မို့အတွက်ဖြစ်ဒုတိယတစ်ချက်လိုက်ဆိုပေးပါငါအရှုံးမပေးဘဲနဲ့အဆုံးသက်မဟုတ်ဘူးဆိုတော့သတိရပါနောက်တစ်ခါလိုက်ဆိုပေးပါငါအရှုံးမပေးဘဲနဲ့အဆုံးသက်မဟုတ်ဘူးဆိုတာကိုသတိရပါမမီမဲမနေ့လောက်ကကျွန်တော်ဒီနေ့ဘုတ်ကိပြန်မှာတင်လဲလို့တယ်နော်အဲ့တင်တဲ့ကောင်းစရာ credit မမှန်သေးဘူးနော်ဒီနေ့အဆုံးမဟုတ်တဲ့အရှုံးမတ်ဒီမမှန်တယ်ဆွနိုင်လို့မှန်တယ်နော်ဒီနေ့ဘုတ်ကိပြန်အဖေရှာလိတ်နေလို့မယ်နော်ဒီနေ့နော်အရှုံးမဟုတ်တဲ့အရှုံးတို့အဆုံးမဟုတ်တဲ့အရှုံးတို့အားရှုံးနေရပဲနော်ဒီနေ့ကိုယ်တိုင်အရှုံးမပေးခြင်းနဲ့အဲ့ဒါအဆုံးမဟုတ်ဘူးမာရင်ရှိသွားတယ်အားနေသွားတယ်မပြည့်စုံခြင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်အရှုံးပေးလိုက်မှအဲ့ဒါအဆုံးဖြစ်တယ်။ဘာနဲ့တူလဲလို့မေးရင်ကျွန်တော်တို့ဒီနေ့အားလုံးလည်းကြိုက်ကြတယ်လက်ဝှေ့ပွဲတွေဟုတ်ဒီအားဆိုရင်တော့ကိုအောင်လာပွဲဆိုတော့ဒီနေ့တရင်တို့တော့ထကြည့်တော့ဒီနေ့တဲ့တော့ဖြတ်ပလိုက်တယ်ကြည့်ဖို့တော့ဒီနေ့ကြည့်မယ်ဆိုရင်ထိုင်နေတာခဏလေးဟိုဘက်လည်းပွဲပြီးသွားတော့ဒီနေ့စာပြီးလိုက်ခိုင်းတယ်စာလက်ဖက်တော့ဒီမှာသွားယူလို့ရှိရင်ပြန်လာပွဲသိတော့နော်စောက်လိုက်ရတော့ညလုံးထိုင်ဆောင်ပြီးတော့အဲ့တစ်ချိန်ကျမှနော်အင်သာထသွားလွတ်သွားအဖွဲအများကြီးပဲပွဲရနေတာဟုတ်နော်ဒီနေ့ကျွန်တော်ကြိုက်တယ်လေအားပေးတယ်ဟုတ်အဲ့ပွဲတွေမှာနော်ဒီနေ့ကြောက်လက်ကြောက်ထိုးရဆိုတာရှိအထိုးခံတဲ့အရှုံးပုံတော့ဘယ်ပြန်ညာပြန်ထိုးတယ်လှိမ့်နေတော့ထိုးပွဲပြဲသွေးတွေထွက်နော်ဒီနေ့ထိုးခံတဲ့ခါမှာကြာသွားတဲ့ခါမှာတိုင်သူကြီးကခေါ်ရဲကွယ်1 2 3 4 5အဲ့မှာပြန်ထလိုက်တယ်အရှုံးမဟုတ်ဘူးတောင်းပြန်ထလာပြောဆက်ခေါ်ရဲ9 10 9
ကိုအဲ့ဒီကိုတဝက်လောက်ကြာမှပြန်ထလာလေအရှုံးမဟုတ်ဘူးအရှုံးမဟုတ်ဘူးဒါပေမဲ့ထလာပြီးမျက်နှာတော့ဆုံးဖြတ်တတ်နေရပါလိဒါပေမဲ့ထလာပြီးပြန်ထိုးပြီးနိုင်သွားလို့လည်းအများကြီးပဲဒါဆိုဘာကိုပြောရလဲဆိုအထိုးခံရတာအရှုံးမဟုတ်ဘူးလို့ပြောလဲခွာရပြီးယောက်ျားမဆန်းနဲ့ဦးဆရာတို့ရှေ့ထိုးခံအရှုံးမဟုတ်ဘူးဆိုပြီးတော့နော်လက်တွေလည်းမချစ်သုံးနဲ့ဦးနော်တမျိုးတော့မလုပ်ကြပါနဲ့ဟုတ်နော်ဆိုဘဝမှာများအထိုးခံလောကဓာတ်လှိမ့်အောင်ထိုးရကျွန်တော်တို့ခါလေပြဿနာလှိမ့်အောင်ထိုးတာပဝင်းချန်ကလှိမ့်အောင်ထိုးတာလက်သိမ်းမဟုတ်ဘူးစကလုံးတွေလင်းလုံးတွေဖိအားတွေပြဿနာတွေခက်ခဲတွေဒါလည်းပါသေးတယ်ကိုကျိုးဝိုင်းတဲ့လူကပေါ့တယောက်ထိုးတာလေခါလေကိုကတယောက်နဲ့တအုပ်ထိုးရသူပဲကြည့်နော်ကိုအိမ်မှာလဲလက်ဝှေ့ပွဲအလုံးမှာလဲတပွဲဖျက်ချောင်းမှာလဲတပွဲနော်ဒီနေ့ဟာအကွေးသားတော့စာနာလဲတပွဲမြန်မာပြည်ကလမ်းထိုးတဲ့တပွဲရှိသေးတယ်နော်ဒီနေ့ကိုတက်တဲ့နိုင်ငံရောက်သွားလို့လဲလမ်းထိုးပြန်အောင်အောက်တယောက်ဟောဟာတမျိုးအမျိုးစုံပွဲရှေ့လုံးနောက်လုံးဘယ်ဝိုင်းညာဝိုင်းပင်ဝိုင်းနဲ့ကျုပ်တခါလေးလုံးနေအောင်ထိုးခံဒါပေမဲ့သိထားပါဒီအရှုံးမပေးမချင်းအဲ့ဒါသုံးမဘူးဝယ်မသိမ့်သေးဘူးကြည့်ချင်တာဖတ်ရအောင်လိုက်ဆိုတုတ်တန်ချက်အခန်း24အငယ်16ပြည့်တုတ်တန်24အငယ်16လိုက်ဆိုပေးပါဖြောက်မှတ်တော်သူသည်ခုနှစ်ချိန်လဲတော့လေထပြန်လိမ့်မည်မတရားသောသူမူကားလဲသောအခါဆုံးရှုံးနေ၏နောက်ချိန်လိုက်ဆိုဖြောက်မှတ်တော်သူသည်ခုနှစ်ချိန်လဲတော့လေထပြန်လိမ့်မည်လဲလားဝါရသွားပြီလည်းနင်းမှာဖြောက်မှတ်တော်သူပြီးသားအောင်လဲခိုင်းတာမဟုတ်ဘူးဒါပေမဲ့လဲတက်တဲ့သဘာဝကိုမြင်စေချင်တာဒီနေရာမှာလဲတာထက်ထပြန်တဲ့အရာကအရေးကြီးတာအထိုးခံမယ်အာတင်ထိုင်းတဲ့ယုံကြည်ခြင်းကြာသွားနေတယ်ရှိတော်ပြီမလုပ်တော့ပြောပြမယ်လေလုံမရနေရရှိမယ်2025ခုနှစ်ကပြီးငါစိတ်ရှိတော့မယ်လေးလာရှိပြီတခါမှစိတ်မရှိသေးဘူးတော့ပြန်ထားဖို့ဖြစ်ပြီလေဒီနှစ်တော့ကျန်းစာဖတ်မယ်ကွာအခုချိန်ကြီးကိုထွက်မြောက်အောင်မကြော်သေးဘူးနော်ထွက်မြောက်မောရှင်တို့ထွက်လာတာအခါရှိကျွန်တော်အဲ့အောင်မထွက်နိုင်သေးတာပင်လယ်အောင်မကြော်နိုင်သေးတာနော်ဒီနေ့ January လတော့ဟုတ်တယ်အမေခွာနေရိုက်ကပါဦး January ဖတ်ပြီးတော့ထွက်မြောက်လေးရောက်တော့နှစ်တော့ကြည့်နော်ဒါပေမဲ့ကျွန်တော်ဘာလို့မပြီးတယ်သိလားကျွန်တော်အရှုံးပေးလိုက်တာလေအဲ့တော်ပါရဲ့ဒီနှစ်တော့ရဲ့နောက်နေ့ပါဘာအောင်ဖတ်တော့မှာပေါ့မပြီးတော့1998ခုနှစ်တည်းကဖတ်လာအခု2025ခုနှစ်တော့တခါမပြီးဘူးတကယ်တော့လဲသွားတဲ့နေ့ရှိမယ်လေမိသွားတဲ့နေ့ရှိမယ်လေဘာလို့မို့လို့လဲပြန်ထကျွန်တော်ပြောမယ်ထွန်းပြောင်းကြောက်ကြော်ဖတ်ဖို့နဲ့နောက်နေ့ January စောင့်ကြမလို့ဘူးအခု March လလည်းဖတ်လို့ရတယ်ပြက်ကလေးဆိုတာအရေးမကြီးဘူးကိုပြီးဖို့ပဲရေးကြည့်တာဒါဥပမာကျွန်တော်ပြောတာပါအဲ့တော့ကျွန်တော်စိတ်ရှိမယ်စဉ်းစားတဲ့ဒေါသထွက်မှုနဲ့ငါတော့ဒီနေ့ကစားပြီးယောက်ျားတော့တီးခံတော့မယ်ပြောပါမှအခါမှကိုပြီးမခံနိုင်ဘူးအသေးတော့မှဒီနေ့တော့ဆက်ကပါဝင်မယ်မတ်လာကိုတော့မထားမရောက်ဘူးရှင်းနော်ဒါဘာလို့လဲအထိုးခံရတယ်ကွာဒါဘာလို့လဲထားဖို့လိုတယ်အဲ့တော့ဖြောက်မှတ်တော်သူဆိုတာမလဲတော်သူလားဒါပဲဘာဖြစ်လဲမတရားသောသူကလဲတော်ခါမထနိုင်တော့ဘူးမထတော့ဘူးမတရားတော်သူဆိုတာထိုးခံတော့ထိုးခံတယ်လဲသွားတဲ့အတိုင်းပဲမထတော့အဲ့ဘဝမှာနှီးမျိုးစုံနဲ့စိုးစမ်းနောက်ဆက်ခြင်းရှိတယ်ကျွန်တော်ကစစ်မျက်နှာပြင်များစွာကျွန်တော်ဖွင့်ထားတယ်အရှင်းတော့တောင်မြောက်အဲ့တော့ဒီနေ့ရင်ဆိုင်ကြုံတွေ့ရတဲ့အမှုရာတိုင်းမှာကျွန်တော်တို့ရင်ဆိုင်ရတယ်အထိုးခံရတယ်ဆုံးရှုံးမှုတွေရှိတယ်ဒါပေမဲ့ဘုရားသခင်ကပြန်လည်ထားစီတာဖြစ်တယ်။နောက်တစ်ပိုက်ဖတ်ရအောင်။ဂလာတိအခန်းကြီး6အငယ်9ဂလာတိ6 9လိုက်ဆိုပြပါငါတို့ဒီအာမလျှော့စိတ်မပြတ်ဖဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့ထိုတို့တည်ကြည်၍ကျင့်လင်အချိန်တန်သောကာလ၌အသီးအနှံကိုရိပ်ရကြလိမ့်မည်
နော်ဂလာတိအခန်းကြီး6အငယ်9နော်ဒီနေ့အမနော်ငါတို့ဒီအာမရောစိတ်မပြတ်ပဲကောင်းသောချစ်ကိုရှေ့ဆက်သွားပါတဲ့ထို့သောတည်ကြည်လေအချိန်တန်တော့ဗာပြလေအချိန်တန်တော့ကာလမှာဗာရိပ်ရမယ်အသီးနိုင်ရိပ်ရမယ်အဲ့တော့တချို့အရာတွေကကျွန်တော်တို့ချက်ချင်းတော့လည်းပဲအသီးသီးမလဲအဲ့တော့ဒီနေ့ကျွန်တော်အာမလျှော့စိတ်မပြတ်ဖို့ပဲအရေးကြီးတာဆက်သွားဖို့ပဲအရေးကြီးတင်းနဲ့သုံးတော့ကဘာဦးကနေဗျာတိတိဘယ်သူကဖတ်နိုင်မှာလို့ကျွန်တော်ဆိုတာဥပမာပြောတာအချိန်ချင်းတော့ပြီးမှာပေါ့လေဒါနဲ့ပဲခရစ်တော်ပြန်လာတော့မယ်နော်ဒီနေ့ခရစ်တော်ပြီးနေတယ်အချိန်ချင်းပြီးမယ်ဆိုတော့နော်အသီးနဲ့တော့ရှိလို့ရှိရလေအချိန်တစ်ခုမှာတော့ကာလတစ်ခုမှာတော့အသီးနဲ့တော့ရိတ်သေးရမယ်အဓိကအာမရောစိတ်မပြတ်ဖို့ပဲအရေးကြီးတယ်ဟုတ်ပြီနော်ဒါဆိုပထမတစ်ချက်ကျွန်တော်တို့ဒီနေ့အားလုံးမှာအားနည်းချက်ရှိတယ်မားတတ်တယ်မပြည့်စုံဘူးဒုတိယတစ်ချက်မှာကျွန်တော်တို့အရှုံးမပေးဘဲနဲ့ထိုအရာကအဆုံးမဟုတ်ဘူးဆုံးမဟုတ်ဘူးအဓိကကျွန်တော်အရှုံးပေးလိုက်တာပြန်မထလာတော့တာဆက်မလုပ်တော့တာဆက်မသွားတော့တာဆက်မပါဝင်တော့တာဆက်မတိုးတော့တာဆက်မလှမ်းတော့တာအဲ့ဒါအရှုံးအဲ့ဒါအဆုံးမားတယ်အားနည်းချက်ရှိရဒါပေမဲ့ကျွန်တော်တို့အာမရောစစ်မပြတ်ဖ ೇನೆ ရှေ့ဆက်တိုးရင်အချိန်တန်တဲ့ခါမှာပြည့်စုံတဲ့အဒီကိုရိတ်သိမ်းရမှာဖြစ်ပါတယ်သုံးတစ်ချက်လိုက်ဆိုပေးပါကြာရှုံးမှုတိုင်းမှာနှိမ်ချပြီးသင်ယူလို့စိတ်ရှိရင်အောင်မြင်မှုလမ်းကြောင်းဆိုတာကိုသတိရပါကြာရှုံးမှုတိုင်းမှာတဲ့ဘာပေါင်းရလဲဆိုနှိမ်ချခြင်းပေါင်းရတယ်နှိမ်ချခြင်းဆိုတာမာနရဲ့စက်ကျင်ပဲဖြစ်တယ်ကျွန်တော်တို့ဒီတခုအမှားဖြစ်တဲ့အခါမှာဘာကထလာလဲဆိုမာနကြည့်နော်အောင်မြင်မှုတိုင်းမှာမာနရှိရမဟုတ်ကြာရှုံးမှုတိုင်းမှာလည်းမာနရှိတယ်မာနဆိုတာဒီတော့မပြောနဲ့နော်ဒီကတော်တော်အုံအောင်စားတယ်နော်ဟာအောင်မြင်နေလို့မာနကြီးရမဟုတ်ဘူးရှုံးတယ်လို့လည်းမာနရှိတယ်ဘာမာနငါမရှုံးနော်ငါမနေလို့ကြည့်နော်သူအရှုံးနေကနေဝတ်မခံနိုင်ဘူးမာသွားတယ်ဆိုရအမားတစ်ခုပေါ်မှာဝတ်မခံနိုင်ဘူးအိမ်မာနကဘာဖြစ်လာလဲဆိုတခြားသူလည်းရိုးထိုးလာတယ်သူကြောင့်နင်းကြောင့်ဟိုလူတယောက်ကြောင့်ဟိုလူမပြည့်စုံဒီလူပြည့်စုံလို့ဟိုတယောက်ဒီကြောင့်အဲ့ဒါကျွန်တော် brown ဖြစ်ဒါပေမဲ့ကျွန်တော်မားသွားတယ်ရှုံးသွားတယ်အဲ့ဒီအဲ့ကျွန်တော်ဘာလဲသင်ယူရတယ်အဲ့ဒီသင်ယူဖို့အတွက်ကကျွန်တော်ရဲ့အသက်တာထဲမှာမာနဆိုတော့အရာကိုကျွန်တော်နှိမ့်ချဖို့ဖြစ်တယ်မနှိမ့်ချဘဲနဲ့ကျွန်တော်သင်ယူလို့မရဘူးအဲ့တော့ကျွန်တော်သင်ယူဖို့အတွက်နှစ်ချက်ရှိတယ်ပထမတစ်ချက်ကမိမိအမှားတွေကသင်ခြင်းဖြစ်တယ်ဒုတိယတစ်ချက်ကသူတစ်ပါးအမှားတွေကသင်ခြင်းဖြစ်တယ်ကဲအဲ့တော့ကျမ်းစာလေးဖတ်ရအောင်ဒီနေ့သုတ်တန်ကျမ်းအခန်း28အငယ်73သုတ်တန်28အငယ်73အဲ့ဆိုပြပါမိမိအဖြစ်ကိုဝတ်ထားသောသူသည်ချမ်းသာမရမိမိအဖြစ်ကိုဖော်ပြဝင်ချ၍စွန့်ပစ်သောသူမူကားဂိယူနာတော်ကိုခံရလိမ့်မည်သုတ်တန်28အငယ်73ဖြစ်တယ်မိမိအဖြစ်ကိုဝတ်ထားသောသူသည်ချမ်းသာမရမိမိအဖြစ်ကိုဖော်ပြဝင်ချ၍စွန့်ပစ်သောသူမူကားဂိယူနာတော်ကိုခံရမယ်အဲ့တော့ကျွန်တော်ရဲ့အသက်တာထဲမှာအိမ်မာနောက်ကျွန်တော်ချဖို့တွေ့ဟုတ်တယ်ငါမားသွားတယ်ငါမပြည့်စုံအောင်ငါဒီနေရာမှာတော့လွဲသွားတယ်ဒီနေရာမှာတော့ငါချော်သွားတယ်ဒါပေမဲ့အဲ့ဒီတဲကနေသင်ယူလိုက်ရင်းနဲ့ဘသူ့အတွက်အကျိုးရှိတယ်ဘသူ့အတွက်အကျိုးလဲကိုယ့်အတွက်အကျိုးအဲ့ဒီအကျိုးကဘာဆိုအောင်မြင်မှုလမ်းကြောင်းပေါ်မှာရောက်နေတာလူများစွာကမမားတာမဟုတ်မှားတဲ့အခါမှာကိုယ်အမားလို့ကိုယ်မမြင်ဘူးပတ်ဝန်းကျင်လူတွေကိုကျွန်တော်ကလက်ညှိုးထိုးတယ်နင်းချောင်းမားတာသူ့ကြောင့်မားတာသူ့ကြောင့်မားသူ့ကြောင့်တကယ်တော့ဒီနေ့မားတယ်ဆိုတာရှင်းရှင်းလေးပဲတော့ပြပြသားသားပြောရင်ကိုယ်အသုံးချလို့မားတာအဲ့ဒီပုံမှာကျွန်တော်ဝန်ခံနိုင်ရင်အဲ့ပေါ်မြင်ရင်ဘုရားခင်ကပြောင်းလဲပြုပြင်ပြီးတော့ကျွန်တော်တို့ကိုအောင်မြင်ခြင်းလမ်းကြောင်းပေါ်မှာပြင်ဆင်ပေးတာဖြစ်အဲ့တော့ကျွန်တော်မလုပ်ရဲတော့တော့ဒီနေ့မားတယ်ကွာငါမမဟုတ်ကွာဆိုတဲ့အရာပေါ်မှာကျွန်တော်တင်းထားတဲ့ခါမှာနောက်တစ်ချိန်လည်းကျွန်တော်မဆိုင်ရတော့နောက်ထပ်လည်းမသွားရတော့နောက်ထပ်လည်းမလန့်ရတော့အဲ့တော့အသင်းတော်နေနဲ့ကျွန်တော်သွားတဲ့ခါမှာဒီတိုင်းအမှုတော်တွေမှာသွားလာတဲ့ခါမှာဒီနေ့ပြည့်စုံခြင်းဆိုတော့ပဲရှိတယ်ဆုံးဖြတ်ချက်တွေမှားတာရှိကျွန်တော်မှသိလို့ဥဆောင်တဲ့သူတွေသင်လူကြီးတွေလူငယ်ကောင်းဆောင်တွေရှိနိုင်တာပဲဆုံးဖြတ်ချက်ကတော့တရားကတော့အများကြီးပြန်တယ်ဆူတောင်းပြီးတော့လည်းလုပ်ကြတာပဲဒါပေမဲ့လွဲချော်မှားသွားနေလေရှိတာ human error လူတယောက်ရဲ့တော့ဒီလူရဲ့အမှားလူရဲ့အားနည်းချက်ဆိုလဲရှိတာအစင်မပြေနိုင်တဲ့အရာလည်းရှိတယ်နေ့ရက်တွေလည်းရှိတယ်တေချာချိန်သားလှုပ်ထားရတာနဲ့လွဲချော်သွားတဲ့အရာတွေလည်း
ရှိတဲ့ဖြစ်တတ်တာဒါပေမဲ့ဖြစ်သွားရှိသွားရင်အဲ့ဒီအရာပေါ်မှာကျွန်တော်ကတယောက်နဲ့တယောက်အပြစ်ပုံချလက်ညှိုးထိုးနေခြင်းထက်ကျွန်တော်သိရင်ဖို့အတွက်ဖြစ်အမှားသွားတာအဲ့ဒီကမပြည့်စုံတာအဲ့ဒါမြင်ပြီးတဲ့အခါမှာတဲ့ဘုရားသခင်ကဘယ်ပေါ်တင်ပြီးလဲအောင်မြင်မှုလမ်းကြောင်းပေါ်မြင်တင်ပြီးရိုးရိုးလေးရှင်းလိုက်ကျွန်တော်လမ်းလျှောက်နေလဲကျွန်တော်ခလုတ်တိုက်တယ်ခလုတ်တိုက်တာဥပမာပေါ့ကျွန်တော်အခုဟိုဘက်လျှောက်ဒီဘက်လျှောက်ရင်းနဲ့ဒီစင်ဝင်တိုက်တယ်ဗျအဲ့စင်အပါလားကျွန်တော်မှားလားရှမ်းမှန်တယ်မမှန်လို့လည်းမရတော့ဆိုဘာလဲပြန်မှမသိဘူးဒီမှာလေးဆရာဆောင်နေရလေဆင်မျက်လုံးလည်းမပါဘူးအနက်လည်းမရဘူးအတိလည်းမရှိဘူးသူ့အဆုံးနေတာကျွန်တော်ရှောင်းနေတယ်လို့လေကျွန်တော်မျက်လုံးလည်းပါတယ်ခွေးနဲ့ရှောင်းနေလည်းရှိတယ်ရုပ်လည်းချောတယ်ဒါပဲကြော်ညာ blind ဝင်တာတော့အဲ့ဒါစီးပတ်ဒါဆိုတိုက်တယ်သူ့ဘာမို့ကျွန်တော်မှာဒါပဲကျွန်တော်ပါဟဲ့ဒီဆင်ဘသူမှလာထားတယ်ကွာနော်အမချာဘာဘောဒီမှာထားလေအလေကောင်ထားလေဘက်ထောက်မှာထားလေမရဘူးလားရတယ်လေတေးကြရဲ့အဲ့လိုပြောနောက်တစ်ခေါက်ထပ်တိုက်လို့တေးကြရဲ့တိုက်မှာပဲဒါပေမဲ့ကျွန်တော်တိုက်တာကျွန်တော်မားတာကျွန်တော်တေးချသတိမထားမိလို့ဒီမှာခလုတ်တိုက်တာအဲ့တော့ဘာဖြစ်သွားလဲဆိုငါမားတယ်ငါဘာတက်လိုက်လဲခလုတ်တိုက်တက်တယ်အဲ့တော့နောက်တစ်ခေါက်ဆူနိုင်ဘလူးသွားရင် HCS ကိုသတိထားမယ်နော်အဲ့တော့သတိထားနောက်တစ်ခါမတိုက်တော့ကြည့်နော်တင်ယူရတယ်ကျွန်တော်ဒီလာကတိဆရာမိုးစမင်းတို့တစ်ခုပဲမေးတယ်ဖះเจ้าမှာဖက်နှက်စီလို့ရလားကြည့်နော်အဲ့ဒါထူးဆန်းတဲ့မျိုးမဟုတ်ပေမဲ့ကျွန်တော်တို့အရေးကြီးတယ်တချို့ဖះเจ้าကဖက်နှက်စီလို့ရတယ်တချို့ဖះเจ้าကဖက်နှက်စီလို့မရဘူးလေခေရမှာဟုတ်တော့အဲ့တော့ဖက်နှက်စီလို့မရတဲ့ဖះเจ้าကိုဘုတ်ဖက်နှက်တွေကျိုးနေသွားအဲ့အလုံးရှုပ်ကိုဟိုပါကျိုးအားချိုးရသေးတယ်ဟိုအားချိုးရသေးတယ်ဒီဖက်နှက်ဘယ်တရားမသိဘူးအပြည့်ကျသူများလည်းနှုတ်ဆက်သေးတယ်အဲ့ဖက်နှက်လည်းဝေးရသေးတယ်ရွာဝင်နေတာဒီနော်အဲ့တော့ဖက်နှက်မစီးရဲ့ဖះเจ้าကိုလာကြတဲ့ညက်ဖက်နှက်လာတာအခုဒီမှာအပြင်မှာဇွတ်ကနေချက်လိုက်အမားတွေကသိထားတာတချို့ဘုရားเจ้าကြတော့လေချွတ်ရမယ်ထင်ပြီးညက်ဖက်နှက်နဲ့သွားတာစင်မောမနိုင်တိုင်းနဲ့ညက်ဖက်နှက်နဲ့တက်သွားတာရှိသေးတယ်မလုံးနဲ့တခါတော့သူကချွတ်ရတော့နောက်တစ်ခါလဲချွတ်ရမယ်ထင်သွားတာပြောင်းသွားပြီးတဲ့အရက်ကပဲခင်ရတယ်အခုကတမန်ငပြပြီးတဲ့ဖက်နှက်နဲ့ပဲတက်တော့တယ်ဟာညက်ဖက်နှက်နဲ့လေကြုံပြီးပြီအဲ့တော့အမားတွေကများတယ်သင်ငန်းစာယူတာအဲ့တော့မေးရတယ်ဖက်နှက်ဝင်မလားချွတ်မလားချွတ်တော့ကေလာကြတဲ့ညက်ဖက်နှက်ပဲလာစုကနေချူစုကနေတက်လာပြန်လဲစုကနေဆိုပြီးပြန်လာတော့ဒီနေ့အဲ့ဒါဘာဖြစ်လဲဆိုသင်ယူတာနော်ဘုရားတော်ဘာဘုရားတော်ဖွင့်လိုက်ချွတ်လိုက်အဲ့ဒါလိုက်အပြစ်တင်နေကိုလည်းဖက်လိုက်ရွာလဲတယ်ကြည့်နော်ကိုမားဘူးတဲ့အရာကနေကိုသင်ယူတဲ့ခါမှာနောက်တစ်ချိန်အရှင်ပြေသွားတယ်ဒါကြောင့်မို့ဘဝမှာကျွန်တော်ကဒီတတိယတစ်ချက်မှာသိနာလည်မယ့်အရာကသင်ယူရမှာအဲ့ဒီ learning ဆိုတဲ့အရာမှာနှင်းချခြင်းမပါဘဲဘလို့မဖြစ်ဘူးနှင်းချခြင်းမရှိဘဲနဲ့ဘာလို့မှမသိယူနိုင်ဘူးအဲ့တော့ debate ချက်မမေ့နဲ့လူတိုင်းပါတတ်လားပါတတ်တယ်ဒါပေမဲ့အမားနဲ့လူအမားများလူဘာပေါ်သွားသိလားအဲ့ဒီနှင်းချခြင်းမှာပေါ်သွားတာလူတိုင်းကတော့ကျမ်းစာလည်းမညာဘူးလေလူတိုင်းကတော့မားတတ်တာပဲငါတို့ရှိနေတယ်အများသောအပြင်မားတတ်တယ်ဒါဆိုအားလုံးမားတတ်တယ်အဲ့တော့အမားနေတဲ့သူအမားများလူဘာပေါ်သွားလဲဆို तू ကလူမို့တဲ့လူမဟုတ်ဘူး तू ကအဲ့ဒီအမားတွေကနေ तू သင်ယူတတ်တော့မာနမဲ့တော့နှိမ့်ချတော့နှလုံးသားသူ့မှာရှိသွားတာစကားမတော့လားမတဲ့ဒီဆိုတော့ယာကုပ်ကကျုပ်ဖက်မလားအများရှိတယ်ပါတယ်စကားပြမမတော့သူစုံနေတယ်ပူအောင်ဆိုးသေးတယ်စကားဆိုတာပြောပါစကားပြောပါပြောပြအမရှိတယ်စကားဆိုတာမတာပေါ့မပြောသေးတဲ့စကားပြောမိတယ်ဒါမဲ့ချူအမမဒီကိုပြောလို့ तू စိတ်ဆွဲလို့မထင်ဘူး तू စိတ်ဆွဲတာပဲမြင်လာဒီနော်မင်းတော့လေတလောက်သိပခံတယ်လားသူပြောတာကြောင့်သူမမြင်ဘူးတခါမှနော်သူဘရောငါရဒီတိုင်းပဲဟဲ့မစတာကျန်တာစိတ်လုံးကကောင်းတယ်ကျန်တာတော့ဖတ်တယ်လို့စိတ်လုံးထဲမှာရှိနေအလုံးမစက်ထွက်တာလေနှုတ်ပတ်တော်ပြောတယ်ဒီမှာအဲ့တော့ကျွန်တော်တခါကြီးကိုကျန်တာမမြင်ဘူးသူစိတ်ဆိုးရမြင်တယ်ဒီနော်ငါမိမစစ်စစ်တိမခံနဲ့သူပေထုံလို့တာတော့သူမသိဘူးချို့မျိုးသားတွေကလေ
တော့မိမစိတ်တူပြီလေအမရောက်လေအဲ့တော့အိမ်တော်ကြီးတင်တန်းဖြစ်တော့ဖြစ်တယ်မဖြစ်တော့နော်အဲ့ဆိုတော့ဒါလေကိုအမားမမြင်တဲ့အခါမှာကိုကနှိမ့်ချခြင်းနဲ့ပြုတ်ပြပွဲအတွက်ကျွန်တော်ဆန္ဒမရှိဘူးဒါကြောင့်မို့နံပါတ်1တစ်ချက်မှာဒီနေ့ကြာရှုံးမှုတိုင်းမှာနှိမ့်ချခြင်းဖြင့်သင်လို့စိတ်ရှိအဲ့ဒီအရာကအောင်မြင်မှုလမ်းကြောင်းဖြစ်တယ်ဒါဆိုကိုအမားတွေကကိုဘာဖြစ်လဲသင်ယူရမှာသင်ယူရဒါကြောင့်မို့ကျွန်တော်ထိတ်ဆုံးကပြောခဲ့တယ်အတိတ်ဆိုတာထောင်လားစာသင်ကျောင်းလားစာသင်ကျောင်းဖြစ်ရမယ်ထောင်ဖြစ်လို့မရဘူးထောင်ဆိုတာချုံနှောင်ခြင်းခံထားရတာစာသင်ကျောင်းဖြစ်ရင်အဲ့ဒီအတိတ်ထဲကနေကျွန်တော်သင်ယူစရာရှိတယ်လေ့လာစရာရှိတယ်ပြုပြင်စရာရှိတယ်ကိုယ့်ရဲ့ဘဝကိုအောင်မြင်မှုလမ်းကြောင်းပေါ်မှာတိုးတက်မှုကိုဖြစ်စေတာဖြစ်တယ်ဒါဆိုဒီတတိယတစ်ချက်မှာကြာရှုံးမှုတိုင်းဟာအောင်မြင်မှုတွေဖြစ်တယ်ဘုသူဆရာသိမယ်ကိုယ့်ဆရာသိမယ်ဒုတိယတစ်ချက်ဒုတိယဆိုအဲ့တွေကနော်ဒီတစ်ချက်မှာတပါးသူရဲ့အမှားတွေကနေသိယူမှုတွေဖြစ်တယ်ဟောအဲ့ဒါ free lesson လို့ခေါ်တယ်ကိုယ်လည်းဘာမှမပေးရဘဲနဲ့အလကားသင်ယူရတဲ့သင်ခန်းစာအဲ့ထိတ်မှဖတ်ပြီးပြီငါတို့ရှိနေတဲ့အများသောဖြင့်ဘာဖြစ်တယ်လဲဒါဆိုလူတိုင်းဘာဖြစ်တယ်လဲဒါဆိုသူမားရင်ကိုလည်းမမတ်တယ်ဘူးလားကိုလည်းလူလေလူမဟုတ်ဘူးလားအဲ့ဆိုတော့သူလည်းမားတယ်ဆိုကိုလည်းမားတယ်လေဒါဆိုသူမားတော့ကိုကအပြစ်တင်မဲ့အစားကိုတတိထားလိုက်ရင်ဘယ်သူတို့အကျိုးရှိလဲဒါဆိုသူလည်းစကားပြောရင်းနဲ့မားတယ်လားကိုယ်စကားမပြောဘူးလားဒါဆိုကိုပြောရင်လည်းမားနိုင်လားမားနိုင်တယ်လေဒါဆိုရင်သူမားတဲ့တွေကကိုယ်ဘာလို့ယူလို့ရလဲသင်ယူလို့ရတယ်ကဲဥပမာဆိုတော့ဥပမာကျွန်တော်ဒီမှာလမ်းလျှောက်တဲ့ခုတ်တိုက်ပါဗျာအားလုံးရည်ရဟာဟာတဲ့တော့ဒီနေ့အဲ့ဒီစင်မောကျွန်တော်တက်တာမဟုတ်တဲ့လူအများကြီးပဲကျွန်တော်ခုတ်တိုက်လို့ကျန်းတွေလဲအဲ့ဒါလေကျွန်တော်ဟိုရှောင်းခုတ်တိုက်ငါတို့လဲသတိထိုင်ရင်ကိုက free ရှင်းမမနာပဲနဲ့အဲ့သင်ခန်းစာကိုလကားရပါတာကျွန်တော်ဟာဘုလင်မြရဲ့ဖြစ်တာဟေးသူတို့လင်မြရဲ့ဖြစ်ကိုလင်မြလဲဖြစ်နိုင်တယ်လေကိုလေးလင်မြပဲလေဟုတ်တော့အဲ့သူလည်းလင်မြရဲ့ဖြစ်တော့ကျွန်တော်သွားကြည့်ပြီးပြောနေပြီးတော့သင်ခန်းစာမယူရင်ကိုပါတပွဲဖြစ်သွားလိုက်မှာသူများအကြောင်းပြောနေကိုပဲဥတီလာလေဂျုံဖို့မှာဘာဒီမှာယောက်ျားတွေစပြောတော့သူများအကြောင်းပြောရှင်လဲအဲ့လိုပဲဆိုပြီးတဲ့လာအဲ့မှာကိုဘဘီးရဒီဘက်ကူးသွားတာလေဆိုတော့ဒါဆိုရင်သူများဖြစ်တဲ့ရင်ကိုလည်းဖြစ်တတ်တယ်သူများအသိတော်မှာပြဿနာရှိရင်ကိုယ်သိတော်မှာလည်းဖြစ်နိုင်တယ်လေရှိနိုင်တာပေါ့အတူတူပဲရောအဲ့တော့အဲ့ဒီအမားကိုကျွန်တော်ကမြင်ပြီးရှောင်လိုက်ရင်ကိုကအခမဲ့ free သင်ခန်းစာသူတချင်းဆိုလို့မားရင်ကိုဆိုရင်လည်းမားတတ်တယ်သူစကားပြောရင်ဝင်ငိုင်းမားရင်လည်းကိုပြောရင်ဝင်ငိုင်းနဲ့လည်းမားတတ်တယ်အဲ့ဒီကနေကျွန်တော်ကသင်ခန်းစာယူဖို့အတွက်ဖြစ်တယ်အဲ့တော့ကျမ်းစာတော်အလုံးမှာကျွန်တော်ကျမ်းစာကအကောင်းကြီးရေးထားမှာမဟုတ်ဘူးကဘာဝရတွေဗျာဒိကြီးရဲ့အခါမှာဘုရားဘာသာယုံကြည်အားကျဲတွေကောင်းပြတဲ့ရိုက်ဖျားတတ်နိုင်ခြင်းတွေဘုရားဆိုရင်ခြင်းတွေရေးထားသလိုလူတွေရဲ့အမားတွေအများကြီးရေးထားတယ်မင်းတို့ကတော့ဟောရကျမ်းစာထဲမှာတော့ဒါကြီးရေးထားလားလို့တခါတည်းအော်ယူရလောက်ကြည့်အောင်ဘုရားကလေမညာတန်းကွင်းကွက်ရေးထားတယ်ဖတ်ကြည့်ကျမ်းစာထဲမှာအမားတွေအများကြီးပဲအမားကျမ်းလို့ပြောထားတယ်အကောင်းကြီးပဲရေးထားတာမဟုတ်ဘူးဘာကြောင့်လဲဆိုရင်လူအားလုံးတွေငါတို့ရှိကြသည်အများသောဖြင့်မှားတတ်တယ်အာဗြဟံလည်းမှားနိုင်တယ်ဒါဝိဒ်လည်းမှားတတ်တယ်နော်ကျမ်းစာထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အမောက်ကြည့်ပြီးကျွန်တော်တို့ကထောက်ပြနေဖို့တော့မဟုတ်ဘူးသူတို့တော့မှားရင်ငါတို့လည်းမှားနိုင်တယ်ဟာပေတရုနော်ရေပေါ်မှာရှောင်းနစ်သွားတယ်ပေတရုတော့နစ်တို့ဘူးဟာပြောပေါ်ရအောင်မရှိဘူးပြောပေါ်ရအောင်မရှိဘူးဘုမသခင်ယေရှုနဲ့အတူတူတော့လေတဲ့တခီးရဲသွားတဲ့ပုဂ္ဂိုလ်တော့နစ်တယ်ဆိုရင်တပတ်မှတစ်ခါလုံးကျွန်တော်ကသတိရတဲ့အဖွဲကတော့ပြောမနေတော့ဒါဝိဒ်တော်မားတဲ့တို့လည်းမှားနိုင်တယ်အာဗြဟံတော်မှဒီနေ့တန်တရားဝင်တဲ့ကြီးကျွန်တော်လည်းဝင်တတ်တယ်ကြီးတော်တော်မှတော့ဒီနေ့ဒီလောက်တော်မှဖျားကိုမေးခွန်းနဲ့တန်တရားများရင်ကျွန်တော်လည်းများတတ်တယ်အမားတွေရှင်နော်ဒီပုံကိုယ်တွေရှိရတယ်ကျွန်တော်ဘာလုပ်လို့ရလဲသိယူလို့ရတယ် free
ဒါပြင်အရက်မှာအရာပြည့်သေးလို့ပတ်ဝန်းကျင်မှာကျွန်တော်တို့မြင်စီတယ်ဗျာကိုလည်းဒီလမ်းသွားနေတာပဲကိုလည်းဒီလိုအမှားမျိုးကြုံနိုင်အသေးဖွဲကစပါကျွန်တော်သွားရင်းနဲ့ဒီအောက်မလန်းလျှောက်နဲ့မြောင်းပေါက်တစ်ခုမှလူတယောက်6ယောက်ကြုံကြဗျာနောက်သတိထားမယ်ကိုလည်းဒီလမ်းနဲ့လမ်းလျှောက်နေတာကိုလည်းအမြောင်းပေါက်မှာတနေ့မို့တနေ့မှာကြုံနိုင်တယ်ဒီခီးစဉ်တစ်ခုမှ accident တစ်ခုရှိရဆိုဟာကိုလည်းဒီခီးသွားတာဒီနေရာမှာကျွန်တော်သတိထားဖို့အတွက်ဖြစ်တယ်အဲ့ဒီအရာအားလုံးကကျွန်တော်တို့အတွက်ဘုရားသခင်အလကားဒီပါတော့သင်ပေးတဲ့သင်ခန်းစာတွေဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဒါလေးဖတ်ရအောင်ဒီကောတစ်နော်အခန်းကြီး30အငယ်8လောက်ကနေကျွန်တော်ဖတ်ချင်တယ်ဒီကော30ထိုသူချိုးတို့သည်ရုပ်ထုကိုကိုးကွယ်တဲ့ကဲ့သို့မကိုးကွယ်ကြနှင့်ထိုသူချိုးတို့သည်မတရားသောမိထုံကိုပြု၍တနေ့ချင်းတွင်လူ2300လဲ၍တည်တဲ့ကဲ့သို့မပြုဘဲမတရားသောမိထုံကိုရှောင်ကြလော့ထိုသူချိုးတို့သည်စုံစမ်းနောက်ရှင်းခြင်းကိုပြု၍မွေဖြစ်ပျက်စီးတဲ့ကဲ့သို့ငါတို့သည်မပြုခရစ်တော်ကိုမစုံမစမ်းမနှောက်ယှက်ဘဲနေကြကုန်အံ့ထိုသူတို့သည်ညီတန်းခြင်းကိုပြု၍ဖြည့်ဆည်းသောသူ၏လက်ဖြင့်ပျက်စီးတဲ့ကဲ့သို့ညီတန်းခြင်းကိုမပြုကြနှင့်လိုက်ဆိုပြီးပါအငယ်30မှာsorry အငယ်7မှာထိုအကြောင်းအရာရှိသမျှတို့သည်ပုံသက်တည်ဖြစ်အပ်သောငါထိုသူတို့၌ရောက်ကြ၏ကက်ကာလအဆုံးတွင်ဖြစ်သောငါတို့ကိုဆုံးမစရာဖို့ကျမ်းစာ၌ရေးထားလျက်ရှိသည်အဲ့တော့စောသောပြောသွားတဲ့အရာတွေကဓမ္မဟောင်းမှာပါတယ်ဟောဒီနေ့တောလျာကျမ်းခိုင်း21sorry ခိုင်း25တောလျာကျမ်းခိုင်း21မှာပါတယ်တောလျာကျမ်းခိုင်း25မှာပါတယ်အခုစောသောပြောသွားတဲ့အဖြစ်ဖြစ်တယ်ဘုရားပြုပုံကတဲ့အရာတွေဘုရားကမာနမုတ်တွင်းနေအမဲလားစားခြင်းလို့អော်တဲ့အဖွဲတွေဟောဒီနေ့အဲ့တော့ဘုရားကိုနော်ဒေါသထွက်အောင်စိတ်ဆွာလို့နော်မီးမွေထွက်ပြီးကြိုက်တယ်နော်ခြေဝါငွေရုပ်ထုကိုမြောက်ထားတယ်ဘာညာဒီဖြစ်ဖြစ်ကျွန်တော်အောင်းသိတယ်အဲ့ဒီຢာတွေကိုတဲ့ရေးထားတဲ့အကြောင်းရင်းကကက္ကပါအဆုံးမှာရှိတဲ့ငါတို့အတွက်ကက္ကပါအဆုံးတွေဖြစ်သောငါတို့ကိုဆုံးမစရာဖို့သိယူစရာဖို့ကျမ်းစာ၌ရေးထားသားလည်းရှိတယ်ဒီအကြောင်းအရာတွေကတဲ့အကြောင်းမဲ့တက်မဟုတ်ဘူးတဲ့ထိုအကြောင်းရှိမှသည်ပုံသက်တည်ဖြစ်အပ်သောငါထိုသူတို့၌ရောက်ကြ၏ဒါဆိုအဲ့ဒီလူတွေရဲ့အမားတွေအဲ့ကျမ်းစာတွေကလူတွေအားနည်းချက်တွေကိုကျွန်တော်တို့ဒီပုံသက်တည်ဖြစ်တဲ့မြင်ပြီးတော့ကက္ကပါအဆုံးမှာနေထိုင်ရတဲ့ကျွန်တော်တို့ဟာဆုံးမစရာဖို့ကျွန်တော်တို့ခံယူနားလည်ဖို့ဖြစ်တယ်။ဒါဆိုကျွန်တော်သိသွားကျမ်းစာကဘာလို့ဒီအရာပါလဲ။ဘာလို့ဒီအမားတွေရေးထားလဲ။ရှက်စရာကြီးတချို့ဟာကျွန်တော်ခရစ်ကျမ်းစာကိုခရစ်ကျမ်းစာကြီးကဖွင့်ဖက်လိုက်ရင်တလွဲချော်တွေပါလား။မာတက်တယ်လို့ဆိုတာရေးထားတဲ့ကျမ်းစာတွေမှာအားလုံးအမားတွေလည်း record လုပ်ထားတယ်။ဒါဆိုကျမ်းစာထဲမှာတော့အမားတွေ record တွေရှိထားတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းနေ့စဉ်လူတွေအားနည်းချက်အမှားတွေမတွေ့ရဘူးလားတွေ့ရတယ်အဲ့ဒီ Facebook ကြီးကိုဖွင့်လိုက်တာနဲ့အမှန်တွေတွေ့လားအမှားတွေတွေ့လားအမှားတွေပဲရှင်းနော်ဘယ်သူမှားတဲ့ကိုရှာဖွေပြီးတော့ရေးထားတာရှင်းနော်အဲ့ဒီမှားတွေကလေကျွန်တော်ဝင်ပြီးတော့ဝေဖန်ချင်လားဝေဖန်ပါမချိုက်ချင်လားမချိုက်တော့ကိုယ့်သဘောပဲဒါပေမဲ့ကျွန်တော်ဘာလို့လဲဆိုသင်ခန်းစာယူလို့ရတယ်ကျွန်တော်ဆော့ပြောသူတို့လည်းမာရင်ကိုလည်းဘယ်နိုင်ငံဘယ်ကဘာဝိုင်းနေဘယ်မှာရောက်လူသားကြီးမားတတ်တဲ့လူအားနဲ့တတ်တဲ့လူဖြစ်တဲ့ခါမှာဒါသင်ခန်းစာပဲအဲ့တော့ Facebook ဖွင့်နေတယ်လေသင်ခန်းစာရတယ်အဲ့လိုပြောလို့လည်းနေ့တိုင်းဖွင့်ဖို့ပြောတော့မဟုတ်ငါသင်ခန်းစာတောက်ယူလိုက်မယ်ဆိုမဟုတ်အဲ့တည်းဆုံးကွာအဲ့ဒီမှာတွေ့ရမလားရန်ဖြစ်တဲ့တည်းလူပစ္စည်းပြောက်တဲ့တည်းဖုန်းကွဲတဲ့တည်းအားများကြီးပစ္စည်းပေါက်စားဆိုင်အကြီးကြီးရှိတယ်ဒါဆိုအဲ့ဒီမြင်တိုင်းမှာကြောက်ဖို့မဟုတ်ဘူးဒါသင်ခန်းစာယူရမယ်အိုးသူတို့မှဖြစ်ရင်ကိုလည်းဖြစ်နိုင်တွေ့ကြုံနိုင်တယ်လीအဲ့တော့ဒါကိုသင်ခန်းစာယူစီခြင်းတဲ့အခါမှာဘုသူရဲ့ကောင်းကြီးဖြစ်လေကိုယ့်အတွက်ကောင်းကြီးဖြစ်တယ်ဒါကြောင့်မို့ဒီနေ့တတိယချက်မှာရှာရှုံးမှုတိုင်းမှာနှိမ့်ချပြီးသင်လို့စိတ်ရှင်သင်ယူတဲ့အခါမှာကိုယ်ဘဝလည်းကိုယ်သင်ယူမှာသူတစ်ပါးစီရဲ့သင်ယူမှာအောင်မြင်မှုလမ်းကြောင်းမှာရောက်ရှိခြင်းဖြစ်တယ်ဒါကြောင့်မို့တစ်ချက်မှာလူတိုင်းဒီနည်းများစွာဖြင့်သားနိုင်တယ်ရှာရှုံးနိုင်တယ်
နှစ်တစ်ချက်မှာငါအရှုံးမပေးသေးဒါအဆုံးသတ်မဟုတ်ဘူးဆိုတာကိုသတိရပါသုံးတစ်ချက်မှာကြာရှုံးမှုတိုင်းမှာနှိမ့်ချပြီးတင်ယူသိရှင်အောင်မြင်လမ်းကြောင်းဆိုတာကိုသင်သတိရပါလေးတစ်ချက်လိုက်ဆိုပေးပါဘာပဲဖြစ်ဖြစ်ဘဝအတွက်ကောင်းဖို့ဘုရားခင်ပြုလုပ်နေခြင်းကိုသတိရပါနောက်တစ်ခါလိုက်ဆိုဘာပဲဖြစ်ဖြစ်ဘဝအတွက်ကောင်းဖို့ဘုရားခင်ပြုလုပ်နေခြင်းကိုသတိရပါကဲလိုက်ဆိုကျမ်းစာလေးဘုရားခင်ကိုချစ်တော်သူတည်းဟူသောကျမ်းစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တင်ကြီးတင်ညွတ်တဲ့ပြုစုကြသည်ကိုငါတို့သိကြ၏ယောမ8:28ဖြစ်တယ်ခတ်သိမ်းသောအရာကတဲ့ကျွန်တော်အကျိုးအတွက်ခံစားရရှိဖို့အတွက်တင်ကြီးတင်ညွတ်တဲ့ပြုစုနေတယ်ဒါကြောင့်မို့လေးတစ်ချက်မှာမှန်တယ်အစဉ်ပြေခြင်းအောင်မြင်ခြင်းရှိတယ်အစဉ်မပြေခြင်းကြာရှုံးခြင်းရှိတယ်ဒါပေမဲ့အဲ့ဒီကနေသင်ယူလိုက်ရင်အဲ့ဒါကိုယ့်ဘဝအတွက်ကောင်းမှုအတွက်ဖျားပြီးပေးတွေ့ကြုံတဲ့အတွေ့အကြုံတွေပဲကိုယ့်ဘဝကောင်းမှုအတွက်ဖျားပြီးလှုပ်ဆောင်ပေးနေတဲ့အရာတွေပဲကြည့်တော့အဲ့တော့ဒီနေ့တစ်ခါလေကျွန်တော်ကအစိုးရကြုံရတဲ့ခါမှာဒါဆိုးလိုက်တာမှားလိုက်တာလို့ထင်တယ်ဒါပေမဲ့မဟုတ်ဘူးအဲ့ဒီတဲကနေကျွန်တော်အကျိုးအတွက်ကျွန်တော်ကောင်းဖို့အတွက်ဖျားပြီးလှုပ်ဆောင်ပေးနေတဲ့အများကြီးရှိရုပ်တရက်ကြီးလိုက်တော့ဒါကစိုးကျိုးပေါ့နော်ဒီနေ့မကောင်းဘူးလို့ထင်ရပေမဲ့ကျွန်တော်တို့အကျိုးအတွက်အများကြီးဖျားပြီးလုပ်နိုင်ဖျားပြီးလုပ်နိုင်အဲ့တော့ကျွန်တော်တရားပါဒီမှာပေါ်မှာကြောက်ပြီးကိုအပြစ်တင်သူများအပြစ်တင်ကိုထောင်ထဲမှာထည့်ထားပြီးတော့မလုံနိုင်အောင်ဖြစ်နေတဲ့ဘဝမျိုးဘုရားသခင်လို့ချင်းပြေဝသောအသက်တာเนาะဒီနေ့ abundant life ကိုဘုရားသခင်ကပြင်ဆင်တဲ့အခါမှာကျွန်တော်တို့ဒီနေ့သူလှုပ်ဆောင်တဲ့အရာအားလုံးကကျွန်တော်တို့အကျိုးအတွက်ဘုရားလုပ်နေတာကျွန်တော်မြင်ဖို့အတွက်ရည်ကြီးတယ်ဒီလိုပြောလို့မှားပါစီလို့ကျွန်တော်ပြောမှာထက်ခါလဲကျွန်တော်ဒီစကားပြောရနော်မပြောလဲမှားပါမရဘို့ကျွန်တော်ပြောလို့မှားရင်ပြောမယ်เนาะဒီနေ့ကျွန်တော်ဘယ်သူမှစိတ်မဆိုးနဲ့နော်24နိုင်ခံကျေးဇူးတော်ပဲစိတ်မဆိုးနဲ့ပြောလဲဆိုးမှာစိတ်ဆိုးကြလို့ပြောလဲဒီနေ့အစားပြီးလင်မယားတွေရန်ဖြစ်ကြလို့အလဲလဲဖြစ်မှာမဖြစ်နဲ့ပြောလဲစကားမဖြစ်မှာကျွန်တော်ပြောရမှာဆိုင်ဘူးကြည့်နားလည်စေခြင်းတဲ့အရာကအဲ့တော့ဘာလဲဆိုရင်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာအဲ့ဒီအရာတွေရင်ဆိုင်လာရတဲ့ခါမှာအဲ့ဒီရှုံးနေအဲ့ဒီအမားတွေပေါ်မှာပဲထက်ခါတယ်လေအပြစ်တင်ပြီးတော့ထောင်ချလို့ညှိတွယ်လို့မဟုတ်ဘူးဒီထဲကနေဖျားတဲ့အကောင်းဆုံးဘာလုပ်နိုင်လဲ mistake အမားတော့ဖြစ်သွားတယ်ကွာကဲဥပမာကျမ်းစာထဲမှာအပြည့်လူပြောရင်စိတ်ဆိုးမယ်ကျမ်းစာကြောင့်ပဲပြောတာကောင်းတယ်နော်နောက်တစ်ခါဆူနာမီမလားဖြစ်တော့ပြောကြည့်တယ်အဲ့တော့အလီမလဲရေနော်မီမဟာလုံးရဲ့ခိလျော်ဆိုမိသားစုရှိတယ် family တို့ရွေးချယ်ခြင်းမှားသွားတယ်အစာခေါင်းပါတဲ့ခါမှာမောဘပြူသူတို့ပြောင်းသွားတယ်နေရာပြောင်းသွားတယ်ကွပြောင်းသွားတဲ့ခါမှာဆုံးရှုံးခြင်းတွေတွေ့ရတယ်မဟာလုံးလည်းသူတွေခိလွယ်တဲ့အလီမလဲလည်းသူအားလုံးသိတယ်အဲ့တော့နော်မီတယောက်ပဲမဟုတ်ဆုံးမကြီးလို့ဖြစ်သွားဘူးမှလည်းမရှိတော့အမားတွေဘယ်တော့သူ့ကိုယ်သူခါတိလဲလို့မင်းငါ့ကိုနော်မီလို့မခေါ်နဲ့တဲ့မာရလို့ခေါ်တယ်ငါဘွားအရင်ခါတိတယ်အဲ့သူ့ဘွားမှလည်းဘယ်သူပဲကျန်တော့လဲဆိုရင်ရူတာဆိုရင်မောဘအမျိုးသမီးငယ်လေးတယောက်ပဲပါတော့ဖျားခိုင်းတော့ဘုသူတို့ကသွားရင်းနဲ့ဖြစ်တယ်ရွေးချယ်မှုမှားသွားရင်းနဲ့ဖြစ်တယ်ကြည့်နော်ဒါပေမဲ့ဘုရားသခင်ကအဲ့ဒီအမားအဲ့ဒီအားနည်းချက်တွေကနေအလှပဆုံးအကောင်းဆုံးပြန်လုပ်လာတယ်ရူတာကိုဘောဇာနဲ့ပြီးတွေ့တယ်ရွင်းထုတ်ခဲ့တယ်အဲ့ဒီမျိုးဆက်ကနေသခင်ယေရှုကြီးဆင်းလာအောင်ဖျားရှင်ကောင်းကြီးပေးတယ်ဟာလေလုယာဒီလိုပြောလို့မောဘကိုသွားဖို့အတွက်ပြောတော့မဟုတ်ဘူးခွာယူပြီးတော့နော်မောဘကိုသွားဖို့အတွက်ပြောတော့မဟုတ်ဘူးမထင်မှတ်တဲ့ကျွန်တော်ရဲ့ရွေးချယ်ဆုံးဖြတ်ချက်တွေကနေဖျားရှင်ကောင်းဆုံးလုပ်တယ်ချစ်တော်ညီကောင်မကျွန်တော်အမြဲတမ်းဆုံးဖြတ်ချက်မှန်ပါဘူးမှန်ပါဘူးမှန်ကြလို့ပြောလည်းမမှန်ပါဘူးမှန်နည်း10မျိုးတင်လည်းမမှန်ဘူးဒါပေမဲ့အဲ့ဒီထဲကနေဖျားတဲ့အကောင်းဆုံးလုပ်နိုင်တယ်ဘလောက်ခရစ်အိမ်တော်တင်လဲရန်ဖြစ်တာပဲလေတရားဆိုတာဟုတ်လားလက်တွေ့ဆံမှာဒီကလေးခရစ်အိမ်တော်တင်တဲ့ကိုရီးယားကားလိုပဲတားရုပ်ရှင်ဆံလို့အကြည့်တယ်ဒီနေ့ I love you ဆယ်ကပြောလို့ပါတော့ဆယ်ကပြောလဲဆယ်ကဖြစ်တာပဲ
လက်တွေ့ဆန်လေတကယ်ပေါ်ရမှာ Facebook ပေါ်ပုံမဟုတ်လားအဲ့ကျွန်တော်သိမခံနိုင်ဘူးရှော့ပုံရပြောတော့မှာနော်ဒီ Facebook ပေါ်ပေါ့တာနော်ဒီအရာနဲ့ဝင်ခံရအရာဟုတ်ကဲ့ကိုပဲပြောရမှာဘယ်ရမလို့နှခေါ်သုံးဖို့ဆိုဒီမှာသိကဖြစ်လာအဲ့တော့ဖြစ်မှာပဲဒါပေမဲ့အရေးကြီးတာအဲ့ဒီဖြစ်တဲ့တဲကကျွန်တော်သင်ခန်းစာယူဖို့အဲ့ဒီတဲကကျွန်တော်လမ်းလုပ်ဖို့အဲ့ဒီတဲကနေကျွန်တော်ရဲ့အသက်တာမှာပြုပြင်ပြောင်းလဲဖို့အဲ့ဒီတဲကနေဖျားတဲ့အကောင်းဆုံးလုပ်နိုင်တဲ့ရောက်ကျွန်တော်မြင်တွေ့ဖို့အတွက်ဖြစ်တယ်ဟာလေလုယာမြင်တွေ့ဖို့အတွက်ဖြစ်တယ်ကလေးလည်းတစ်ခါဆူလိမ်ပါဆိုပြီးတော့တစ်ခါလည်းဆူပါရှိလားဒီစကားပဲအချိန်ပေါင်းများစွာပြောနေရတာရေချိုးသမင်းစားကိစ္စနဲ့နော်နှစ်တစ်ဝက်လောက်ကျိုးနေပြီတစ်ခါလေကလေးပြောတာအသိတော်လည်းတစ်ခါတရားဟောပြီးတော့တပုတ်ပဲဟောမယ်ကွာတသက်စာခေါ်ရပြီးတော့မလေးရှားတစ်ခါပဲလာမယ်အခုမလေးရှားလာကျွန်တော်စပင်တော့များနေပြီအချိန်ကိုစဉ်းစားတာလောကရဲ့တင်တယ်ခဏခဏပြောရမဟုတ်လားတော့ဒီနေ့စူနိုင်ဘလို့ဒီလိုက်ပြောပြီခုဒီမှာအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်တော့လက်တွေ့လေးကွယ်အချိန်ပေါင်းများစွာလဲနားထောင်တယ်ဒါလည်းဖတ်တယ်အလွတ်လည်းရနေပြီဒါဝိပြောတယ်ဇလန်းဆုံးလေးသိရကွာသိတာပဲမာတာတွေ့တာဒါပေမဲ့အဲ့ဒီထဲမှာဘုရားသခင်တင်စီခြင်းရအကောင်းဆုံးလုပ်ပေးနိုင်တာကိုကျွန်တော်မျှော်လင့်မြင်တွေ့ဖို့အတွက်ဖြစ်တယ်အဲ့ဒီအမားထဲမှာအဲ့ဒီအားနည်းချက်တွေမှာကျွန်တော်ငုတ်တို့ကြီးထိုင်နေဖို့မဟုတ်ဘူးဘုရားရှင်အကောင်းဆုံးပြုပြင်ပေးနိုင်တယ်ဆိုတော့မြင်တွေ့ဖို့အတွက်ဖြစ်တယ်ကဲနောက်တစ်ပိုက်လေးဖတ်ရအောင်နှစ်ကောအခန်းကြီး9အငယ်7နှစ်ကောအခန်းကြီး9အငယ်7လိုက်ဆိုပေးပါဘုရားသခင်အလိုတော်နှင့်ညီသောသင်တို့ဤဝမ်းနည်းခြင်းသည်သင်တို့၌အဘယ်သို့သောသတိပြုခြင်းကိုယ်ဖြစ်ကိုဖြေခြင်းအမျက်ထွက်ခြင်းကြောက်ရွံ့ခြင်းအလွန်တောင့်တခြင်းငါ၏အကျိုးလုံးကစိတ်အားကြီးခြင်းတရားသဖြင့်ဒဏ်စီရင်ခြင်းတို့ကိုပြုပြင်သည်ကိုကြည့်ရှုကြလော့သင်တို့သည်ဤအမှု၌အပြစ်ကင်းသည်ကိုအရာအားဖြင့်ထင်ရှားပြပြီဘုရားခင်လူရင်းညီသောဝမ်းနည်းခြင်းမှာသင်တို့ကိုပြုပြင်သွားတယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီလေးတစ်ချက်မှာဘုရားခင်ကျွန်တော်ကောင်းဖို့အတွက်ပြုနေတာအမားတွေကလည်းအကောင်းဆုံးဘုရားခင်လုပ်ပေးနိုင်တယ်မားပါလို့ပြောရမဟုတ်ဘူးနော်မရည်ရွယ်ပဲမပြင်ဆင်ပဲမှားခဲ့ရင်တော့အဲ့ဒီအမားတွေကလည်းဘုရားကအလှပဆုံးပြင်ဆင်ပေးနိုင်တယ်လွဲသွားတဲ့လမ်းချော်သွားတဲ့လမ်းတွေကနေဘုရားခင်ကအကောင်းဆုံးပြန်လဲပို့ဆောင်ပေးတယ်အဓိကကျွန်တော်အဲ့လမ်းမှာအရှုံးမပေးလိုက်ဘူးတော်ပါပြီကွာမှားသွားပြီအဲ့လမ်းအလေကောင်ပါပဲဆက်ပြီးငုတ်တူကြီးထိုင်နေတော့ကျွန်တော်ဘယ်မှမရောက်တော့ဘူးအသင်းတော်သွားတဲ့ခါမှာဒီလိုပဲကျွန်တော်ဆိုတော့ပြောပြီးပြီစွတောင်းပြီးလောက်တာအကောင်းဆုံးလောက်တာပဲအားနေချက်အမားဆိုတာရှိတာဒါပေမဲ့တစ်ခါမားလို့ငါတို့တစ်သက်လုံးမလုပ်တော့ဂျေဆုကျွန်တော်ဘယ်မှမရောက်တော့ကျွန်တော်ဘယ်မှမရောက်တော့ဘာမှလည်းမလုပ်ပြတော့ဘွားဒါပေမဲ့အဲ့ဒီအမားတွေကဖြားခင်အကောင်းဆုံးအလှပဆုံးပြုပြင်လို့ဆောင်ပေးတာဖြစ်ဒါကြောင့်မို့အသက်တာမိသားစုဘဝအလုပ်ကိုင်းအသင်းတော် ministry အမှုရာအားလုံးမှာဖြားပြင်ထုတ်ခဲ့သောဂျေဆုပြုနိုင်တယ်ဒါကြောင့်မို့တစ်ချက်မှာပြေဝသောအသက်တာကိုရှောင်နှံနိုင်ဖို့အတွက်လူတိုင်းမှားတဲ့သတိရပါကိုအရှုံးမပေးနဲ့ဒါအဆုံးသတ်မဟုတ်ဆိုတော့သတိရပါသုံးတစ်ချက်မှာကြာရှုံးမှုတိုင်းမှာနှိမ့်ချခြင်းနဲ့တည်ယူလို့စိတ်ရှိရင်ဒါဘဝရဲ့အောင်မြင်လမ်းဘဝရှိနေတယ်ဆိုတော့သတိရပါလေးတစ်ချက်မှာဘဝမှာဘာပဲဖြစ်ဖြစ်ကောင်းဖို့အတွက်ဖျားပြင်ပြုလုပ်ပေးနိုင်တယ်ဆိုတော့သတိရဖို့အတွက်ဖြစ်တယ်ငါတစ်ချက်အင်မတန်မှအရေးကြီးတယ်လိုက်ဆိုပေးပါမိကိုမိအခြားသူများနဲ့နိုင်ရှင်ခြင်းကိုဖယ်ရှားပါဘာမလို့လဲမားတာလေနိုင်တာလည်းမပြောနဲ့ကျွန်တော်တို့ကလည်းအနိုင်တိုင်းပြည်မှာကြီးခဲ့တယ်လို့ပဲငယ်ငယ်လေးကလေအဲ့လိုပဲနိုင်နိုင်ရအခုဆုံးမပြီဟဲ့ဆိုရင်အလုတ်ထားအဆုံးမမခံအောင်နေဟိုတယောက်ကြည့်စမ်းဟိုဘက်ရကလေးကြည့်စမ်း
နေကိုကြည်စမ်းနေမှာကြည်စမ်းရှိတော့စာပြီးစုကြဲကိုကအဲ့ဒီလိုမျိုးတရားနဲ့မနိုင်မဲတော့မစုအဲ့ဒါကျွန်တော်တိုင်းပြည်ရဲ့ယောဂါကတော့မသိဘူးတော့ဒီနေ့အကျင့်လို့ဖြစ်အမြဲတမ်းစုမရှိတော့တဲ့လူတော်တိုင်းပြီးစုနော်ရုပ်ရှင်တွေကလူတော်တစ်ခါလေးပါသေးတယ်နော်ဟိုကိုရီးယားကတဲ့တယောက်ကိုလိရှိတယ်ဟာဘောင်းဆိုင်ကြည့်လို့အဲ့ဒီအချင်းကပါလာတဲ့ခါမှာကျွန်တော်လည်းစုတတ်တယ်အခုဒါကြောင့်မို့ဒီနေ့မှာကွန်နန်တိုင်းစုတတ်ရင်ဒီနေ့ညဒီနေရာမှာအဲ့ဒါကိုအပိသက်အဆုံးသတ်လိုက်ဖို့လုပ်ဖြစ်ဘယ်တော့မှနိုင်မှာတော့မှမနိုင်မှာအဲ့ဖျားတင်နှစ်သက်တော်မှုရမို့မတူညီသောအရာနဲ့ဖျားတင်လှုပ်လို့ဖြစ်အဲ့တော့ကိုယ်ကလေးကိုစုပါဆုံးပါဒါပေမဲ့ဘယ်သူနဲ့မှမနိုင်ပါနဲ့ကလေးဟာအကြီးငယ်တော့မတူဘူးတချို့ကလေးကထက်တယ်တချို့ကလေးကအေးစီစီသွားတယ်တချို့ကလေးကတခွန်းနဲ့နားလေတယ်တချို့ကလေးက10ခုမှနားလေအဲ့ဒါမောင်နှမအရင်နားမလဲမတူဘူးအဲ့တော့နင့်ကွာလို့ဖြစ်လို့နင့်မလို့ဖြစ်တစ်ကိုရွယ်တော့လို့နင့်မရွယ်တော့လို့ကျွန်တော်သွားမလို့မတူဘူးကိုနဲ့လည်းမတူဘူးသူ့ဖေနဲ့လည်းမတူဘူးသူ့မင်းလည်းမတူဘူးသူ့ဖိုးနဲ့သူ့ဖွားလည်းမတူဘူးနော်ဟောအဝေးရတယောက်လည်းမတူဘူးနော်ညီမပြဲလူလည်းမတူဘူးကျန်းစာတဲ့ကလေးနဲ့တော့မနိုင်လည်းမတူဘူးဘာသူတို့တို့ uniquely သူတို့ကအဲ့တော့ဆုံးမသွန်တဲ့အခါမှာသူတို့ဟာသူတို့ပဲကျွန်တော်ကဆုံးမသွန်တဲ့အဲ့တော့ကလေးတွေကိုလည်းမနိုင်ဖို့အတွက်အရေးကြီးကိုကိုလည်းမနိုင်ဖို့အတွက်အရေးကြီးတယ်ကျွန်တော်တို့ကတခုဆိုနိုင်ဘယ်မှာနိုင်လဲကြာရှုံးတာလည်းနိုင်အစင်မပြေတဲ့တိုင်းဟိုတယောက်ကြတော့အလုံးမအစင်ပြေလိုက်တာငါကြတော့ဟောတို့မိသားစုကြတော့ဘုရားကောင်းကြီးခံစားငါတို့ကြတော့အော်တို့အသင်းတော်ကြတော့ဒီလိုငါတို့အသင်းတော်ကြတော့အော်တို့ဆရာကြတော့လူဟဲ့ငါတို့ဆရာကြတော့လူတောင်းနိုင်မနိုင်အောင်အဲ့တော့အဲ့ဒီနိုင်နေလေစောပြောတဲ့ဘုရားခင်ပြေဝဆိုတာဖြည့်ပေးချက်ကောင်းကြီးမင်လာတယ်ကျွန်တော်ဘုရားကဘယ်လိုဖြည့်ပေးလို့မရဘူးအဲ့တော့ကျမ်းစာလေးလိုက်ဖတ်ပေးပါလိုက်ဆိုပေးပါဂလာတိအခန်းကြီး6ငွေ4နဲ့5ဂလာတိအခန်းကြီး6ငွေ4နဲ့5လိုက်ဆိုပေးပါလူတိုင်းကိုယ်တိုင်ပြုသောအမှုကိုစစ်ကြောစေသို့ပြုလင်သူတပါး၌မဆိုပဲကို၌သာဝါကြွားဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်အဘေရှောင်းနည်းဟုမူကားလူအသီးသီးတို့သည်မိမိတို့ဘုံကိုဆောင်ရွက်ရကြမည်ဒါဆိုလူအသီးသီးမှာသူတို့နဲ့သက်ဆိုင်တဲ့ဝင်ရှိလားဒါကြောင့်မနိုင်နဲ့သူ့တာဝန်နဲ့သူ့အနေထားနဲ့သူ့ရဲ့ပြည့်စုံခြင်းနဲ့သူ့ရဲ့ရှိခြင်းနဲ့သူမတူဘူးတဲ့မနိုင်အောင်တဲ့အဲ့တော့ကျွန်တော်ဒီနေ့ကိုသူများနဲ့နိုင်နေရကျွန်တော်အရှာဖို့ဖြစ်ကိုတင်းဆိုရဲလွဲသွားတယ်ပေါ်မတိုင်းနဲ့လေအဆိုတော်နဲ့ကိုကြီးတဲ့သူကြီးဘယ်တူမလို့ကိုက flaky တော့ဒီနေ့ခါလေးပုံထူလိုက်ဆိုတာရှိသေးတယ်ကိုတော့အားကြပါဟမ်ပါအားလုံးမလုံးနဲ့နော်နှုတ်မတော့ဝင်များဒီလိုသူ့တမန်တိုင်းဆောင်လို့ကိုပဲဘယ်ဆရာလိုမှလည်းမဖြစ်ချင်နဲ့အဲ့မှန်တော့အရာမဟုတ်ဘုရားသင်ကိုပါပေးထားတယ်ပေးတဲ့အရာကိုငတ်တာကိုတောက်ကိုဘုရားသင်ဘယ်လိုပေးပြောလဲအဲ့ဒါအကြီးအဲ့ကျွန်တော်ဘုရားသင်ဘယ်လိုလေ့ချက်ပြရလေ့ချက်တဲ့အတိုင်းပဲတိုက်ပွဲဝင်ရတယ်ဥပမာဒါဝိဒ်ကိုဘုရားသခင်ဘယ်လိုလေ့ချက်လဲဆိုတောထဲမှာသိုးသိန်းနေလေ့ချက်ထားတယ်ဒီနေ့မှာဂေါလိယကိုတိုက်ဖို့ရအကြောင်းဖြစ်လာဂေါလိယကိုသွားတိုက်ခါဒီမှာရှောလူကသူ့ကိုဘာပြောလဲလို့နေငါဝတ်စုံဝတ်သွားတဲ့ရှင်ပြေဝတ်စုံရှင်ပြေတစားအကောင်းဆုံးဝတ်စုံပေးတာဒါပေမဲ့ဝတ်ကြည့်တဲ့အခါဒါဝိဒ်တော်လားမတော်ဘူးအဲ့ဒီဝတ်စုံနဲ့တိုက်ပွဲဝင်သွားဒါဝိဒ်သိတာအောက်ဖို့မပြောနဲ့လက်တော်ထုတ်လို့ပြောတယ်ဟိုအရှိလေသူပစ္စည်းလေဒီမှာတော့ဒီနေ့အရက်ကလောက်ပဲရှိဘောင်းမရှိဘူးထားတယ်တော့ဒီနေ့ဘလို့မဆင်ပြေဘူးပဲကြည့်သူဘလို့လောက်လို့ရမို့ဒါပေမဲ့အဲ့ဒါအောက်ချူဘာလဲသွားလဲတိုးတင်းတစားနဲ့သွားတယ်တိုးတင်းလောက်လို့နဲ့သွားတယ်ကြောက်ခက်တလုံးမဲ့ကော်တယ်ပေါက်သွားတယ်အဲ့တော့ဘာကြောင့်ဆိုတက်လုံးသူ့ကိုဖះကဘာနဲ့လိချက်ခဲ့ပြီလေ
အဲ့တော့ရှောလူဝတ်ဆိုတော့သွားလို့မရဘူးရှောလူကိုနိုင်ငါကဣတိလဘက်ကဥဆောင်ပြီးတိုက်တဲ့သူရဲ့ကောင်းကြီးကွာငါရှင်မြေဝတ်ဆိုတော့သိမှာပဲအဲ့တော့ကျွန်တော်ဒီတိုက်ပွဲဝင်တဲ့ခါမှာကို့ဖျားတင်ဘာနဲ့လိကျက်ထားအဲ့ဒါနဲ့တိုင်းတော့မရရှောလူကရှောလူပဲဒါဝဲဒါဝဲပဲဒါပေမဲ့ဒါဝဲတစ်သက်လုံးတိုးနေဝတ်ဆိုဝတ်စရာမလိုပါဘူးတစ်ချိန်ရောက်လာတဲ့ခါမှာ तू ရှင်မြေဖြစ်တဲ့ခါမှာ तू မှရှင်မြေတစားရှိရှင်မြေလေးလံဓာတ်နဲ့ तू တိုက်ပွဲဝင်တာပဲဒါပေမဲ့တိုးတိုင်းကနေထွက်လာတဲ့အချိန်မှာတိုးတိုင်းတစားနဲ့ပဲ तू တိုက်ပွဲဝင်ရတယ်အဲ့တစ်ချိန်ချိန်မှာဘုရားသခင်ကျွန်တော်ကိုပြင်ဆင်ပေးလက်နဲ့ရှိတယ်ပြောင်းလဲသွားရရှိဒါပေမဲ့ကိုဟာကိုပဲဒါကျွန်တော်မမေ့ဖို့အတွက်အရေးကြီးတယ်ကျွန်တော်ပြောလို့လေးစားတဲ့အရာအားချရဲ့ is okay ရပါတယ်ဒါပေမဲ့ဘယ်သူ့လိုမှတော့မဖြစ်ချင်ပါဘူးကျွန်တော်တို့ဖြစ်ကြတော့မလုပ်ပါနဲ့ပုံတူတွေဘုရားသခင်မလို့ချင်ကျွန်တော်တခါပုံတူလာအဲ့ဆိုတော့ကြောက်ကြအဲ့ဆိုဲပုံဖြစ်လာအဲ့တရားဟောဆရာတယောက်ကြိုက်အဲ့ပုံဖြစ်လာဟုတ်ကျုပ်တို့တော့နိုင်လို့မရဘူးသင်ဟာဘယ်သူနဲ့မှမတူတဲ့အနိုင်မရှိတဲ့တယောက်တည်းသူဖြစ်တယ်ဟာလေလုယာဘုရားသခင်အတွက်တယောက်တည်းသောသူသင်လို့လူတယောက်မှမရှိဘူးဘာလို့ကျွန်တော်တို့မှာ DNA ဆိုတာရှိရဘယ်သူနဲ့မှမတူဘူး DNA မပြောဒီဘဝလက်ပွေအောင်တယောက်တော့မှမတူလေဟုတ်တယ်မလေးပါခဏခဏလက်ပွေနှိပ်ရည်တူရင်ပြီးတော့တယောက်တည်းသွားနှိပ်လိုက်အားလုံးလေတစ်ဖွဲ့စားတယောက်ဖက်သွားလိုက်ကွာတော့ဒီနေ့စူနိုင်းဘလူးကိုယ်စလဲတယောက်ပဲသွားတယ်အားလုံးတစ်ဖွဲ့ပဲကွာတစ်ချက်သွားနေလေရလားမတူမတူတာလင်များချက်သားပြီးတယောက်တော့မတူဒီလက်ချောင်းမှာရှိတဲ့ဒီအတော့တော့မှမတူဘူးပဲဘာရှောက်နိုင်တယ်ကြောက်တယ်ပဲလက်ဝေတော်မတူတဲ့ကိစ္စတခုဘလို့သူနဲ့ကိုယ်ကတူမလဲလက်ဝေတော်မတူတာဘလို့ကိုယ့်ယောက်ျားနဲ့သူနဲ့တူမလဲကိုယ့်ယောက်ျားဆုံးဖိုက်လေရိုးဆုံးမအော်မတိုင်းနဲ့သူပဲအယောက်ျားလေအမလုံးနဲ့တော့ဒီနေ့ကျေးဇူးတော်ကြောင့်တယောက်ရတာချီးမောတော့ဒီနေ့တော့တယောက်ကမသေးကြဘူးတော့ဒီတော့နိုင်တယ်တော့ဒီသူများမိမ့်ပါလေအော်မတိုင်းနဲ့ကိုချင်နေတဲ့ဒါရတာကျေးဇူးတော်ပဲဒီဟောတော့ဒီမနိုင်နဲ့ဟာသူများအသင်းတော်တွေမနိုင်နဲ့ကိုပဲကိုပဲရှင်တော့မတူဘူးသင်တော်တခုစေဖျားတယ်လုံးလုံးမတူဘူးကျွန်တော်မလေးမကျွန်တော်ခဲ့တယ်မမမီတော့အများကြီးပဲဘယ်နေရာတော့မတူဘူးပုံစံအနေထားလေးတော့တူမယ်ကွာဒီမှာတော့အနေထားအားလုံးလူခန်းနဲ့ဘာညာပေါ့တူမယ်ကျွန်တော်ပြောလို့ဖရက်စီယာမရှိရခွာမယ်ဒါပေမဲ့တယောက်စီတိုင်းတစုစီတိုင်းရဲ့ဘယ်အလုပ်ဆောင်ဘူးမတူဘူးဘယ်သူနဲ့မှမနိုင်ပါနဲ့ကဲနောက်တစ်ပိုက်ကိုဖတ်ရအောင်တော့ဒီနေ့နှစ်ကော30စနစ်ကောရိန္သုဝါစာဒုတိယစာအခန်းကြီး30ငွေစနစ်လိုက်ဆိုပေးပါကိုချီးမွမ်းသောသူတို့နှင့်ရေတွက်ဝင်ခြင်းကို၎င်းပြိုင်နိုင်ခြင်းကို၎င်းငါတို့မပြုဖို့ထိုသူတို့သည်အချင်းချင်းတယောက်နဲ့တယောက်ခိုင်းနိုင်ခြင်းပြိုင်နိုင်ခြင်းကိုပြု၍ဘာဖြစ်နေလဲတယောက်နဲ့တယောက်ခိုင်းနိုင်ရင်ဘာပဲလဲညာရှိမဟုတ်တယောက်နဲ့တယောက်နိုင်ပြီဆိုရပါပဲလေပညာပဲထိုသူတို့ဒီအချင်းတယောက်နဲ့တယောက်ခိုင်းနိုင်ခြင်းပြိုင်နိုင်ခြင်းကိုပြု၍ပညာပဲဖြစ်တာတဲ့ပညာမရှိဘူးအတိတ်ပဲမရှိတဲ့အရာတော့ဒီနေ့ဉာဏ်ပညာနည်းသောမှုရာကိုပြုခြင်းဖြစ်တယ်ဒါကြောင့်မို့တယောက်နဲ့တယောက်မနိုင်ပါနဲ့ဒါကြောင့်မို့ဒီဆုံးရှုံးမှုနဲ့ရင်ဆိုင်ခါမှာအဲ့လိုနိုင်လိုက်တဲ့ခါမှာကျွန်တော်ကဝတ်သွားတယ်အားနေသွားတယ်ရှေ့ဆက်မလန်းနိုင်တော့ရှေ့ဆက်မလုံနိုင်တော့ရှေ့ဆက်ပြီးတော့မတိုးနိုင်တော့အာရောစိတ်ပြတ်သွားကြတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်မို့တယောက်နဲ့တယောက်ခိုင်းနိုင်ခြင်းမှုကိုမပြုတ်ဖို့အတွက်ဖြစ်ပါတယ်6တစ်ချက်လိုက်ဆိုပေးပါကြာရှုံးခြင်းရဲ့အတိတ်ပဲကိုသေချာသိမှတ်ပါ the meaning of failure ဆုံးရှုံးခြင်းကြာရှုံးခြင်းအတိတ်ပဲကိုသေချာသိပါဘာကြောင့်လဲဆိုရင်တဲ့ဆုံးရှုံးခြင်းကြာရှုံးခြင်းဆိုတာတဲ့ပန်းတိုင်ကိုမရောက်တာပြောတာမဟုတ်ဘူးတဲ့ပန်းတိုင်မရှိတော့တာဒီနော်ပန်းတိုင်ကိုသွားနေတယ်ဒါပေမဲ့ချော်တယ်လဲတယ်ကြာတယ်အဲ့ဒါဆုံးရှုံးခြင်းမဟုတ်ဘူးဒါပေမဲ့ဘယ်သွားလို့သွားမှမသိတော့အောင်ပန်းတိုင်ပျောက်သွားတာအဲ့ဒါမှဆုံးရှုံးခြင်းတဲ့ဒီနော်မရောက်သေးတာကြာနေတာဆုံးရှုံးခြင်းမဟုတ်ဘူးပန်းတိုင်မရှိတော့တာဒီရွယ်ချက်မရှိတော့တာ
purpose ဆိုရဲကျွန်တော်ရဲ့အသက်တာထဲမှာဘာအတွက်အသက်ရှင်နေရတယ်လဲဆိုရဲရည်ရွယ်ချက်မရှိလူပါဘာမှအထိလည်းမရှိတော့အဲ့ဒါအရှင်ပြေခြင်းမပြေခြင်းနဲ့မဆိုင်ပတ်စံရှိတာမရှိတာမဆိုင်အောင်မြင်တာကြာရှုံးတာလုံးဝမဆိုင်ဘာလို့ကိုတတ်တည်နေအဖွဲ့တွေအားလုံးကဒုက္ခရောက်တူကြီးပဲမဟုတ်ဘူးအင်မတန်မှအရှင်ပြေချမ်းသာနေလို့လည်းပါတယ်ဒါပေမဲ့သူတို့ဘဝမှာသူတို့ဘာလုပ်ရမှန်းပန်းနိုင်မရှိတော့ဘူးနော်ဘာသွားရမလဲမသိဘူးဘာရည်ရွယ်ချက်မှလည်းမရှိတော့ဘာလုပ်ရမှမသိဘူးအဲ့ဒီ passion ဆိုရဲတောက်လောင်သောဆန္ဒမရှိတော့ရင်ဘာမှလည်းလုပ်ချင်ကြိုက်သေးမရှိတော့အဲ့တော့ရေဆိုင်ကြုံတွေ့ရတဲ့အရာတိုင်းမှာအမားတွေပဲဖြစ်နေအိမ်မှာပအမားတန်ဖိုးတဲ့သူ့ကိုဖြစ်တင်တဲ့ကိုယ်ဖြစ်တင်တာနဲ့နောက်ဆုံးငါလောကကြီးကဘာလို့အသက်ရှင်နေလဲငါလူကိုပဲဒီကိုမိကုန်းချုပ်လိုက်ကြတယ်အဲ့တော့ဒီနေ့ဒီလူတွေကပန်းတိုင်မရောက်တာမဟုတ်ဘူးပန်းတိုင်ရောက်တယ်ပန်းတိုင်ပျောက်သွားတာ achievement အောင်မြင်ခြင်းတွေရှိတယ်ဒါပေမဲ့အတွက်အသက်ရှင်နေမှမသိတော့အဲ့တော့ကျွန်တော်ရဲ့အသက်တာမှာပန်းတိုင်မရောက်သေးတာပြဿနာမဟုတ်ပန်းတိုင်မရှိတော့တာဒါကြောင့်ဒီနေ့ညမှာအကယ်၍ပန်းတိုင်မရောက်သေးတဲ့သူများရှိရင်စစ်မပြတ်နဲ့ကာလအချိန်တစ်ခုမှာဘုရားသခင်ပို့ဆောင်မှာဖြစ်တယ်ဒါပေမဲ့ပန်းတိုင်တော့အပြောင်းမခံနဲ့ပန်းတိုင်တော့အပြောင်းမခံနဲ့အသင်းတော်ဟာပန်းတိုင်မရောက်သေးတာအရှုံးမဟုတ်ဘူးအဲ့တော့ဒီလိုပဲစူးစမ်းသွားကြတယ်အစင်ပြေတာရှိမပြေတာရှိတယ်လုံနိုင်တာရှိမလုံနိုင်ရှိလို့သွားကြတာဒါပေမဲ့အသင်းတော်ကဘာအတွက်လုံနေမှန်းဆိုရယ်ပန်းတိုင်မရှိတော့ရင်အဲ့အသင်းတော်ပျောက်သွားပြီကိုရည်ရွယ်ချက် target တော့ရှိရမလဲလူပေါင်းတို့ကယ်တင်ကြောတပါးတရားသိရအဲ့ target ပဲကယ်တင်ရမယ်နှုတ်ကတော်တပါးတရားသိရခရစ်တော်သခင်တူလားတို့ရည်ရွယ်ချက်ကျွန်တော်ဘွားပါဘာအတွက်ယုံကြည်သူဖြစ်တယ်ဘာအတွက်ခရစ်ယာန်ဖြစ်တယ်ဘာကြောင့်မို့ဒီနေ့အသက်တာထဲမှာပွားလာတယ်အဲ့ဒီ goal တော့ကျွန်တော်ရှိရမယ်ရှိမှပဲအဲ့ရောက်သွားနေတာလေဒီနေ့ဘုရားသခင်တရားတော်ညီငါတူရမယ်အဲ့ဒါ goal ပဲဒီနေ့တော့ကျွန်တော်တူချင်မှတူမယ်လေဒီနေ့ဒေါသထွက်မယ်ဒီနေ့စိတ်ဆိုးမယ်ဒီနေ့အားနေသွားမယ်ဒါပေမဲ့ပန်းတိုင်ပျောက်သွားမှုပန်းတိုင်မရောက်သေးတာကြံ့ကြာနေတာလမ်းခုလက်မှာဒါပေမဲ့တစ်ချိန်ချိန်တော့ရောက်အောင်မယ်ဟာလေလုယာအဲ့ဒါရှုံးခြင်းအစ်စ်ကိုခွဲပြတာဖြစ်တယ်တကယ်ဆုံးရှုံးခြင်းအစ်စ်ကပန်းတိုင်ပျောက်သွားတာအဲ့တော့ကျမ်းစာလေးဖတ်ရအောင်ဟောဒီနေ့လိုက်ဆိုပေးပါဟေဘရဲ7အငယ်6ဖြစ်တယ်ယုံကြည်ခြင်းမရှိလေဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဘုရားသခင်ထံတော်သို့ရှင်းကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုရောကိုရှာတော်သူအားအကျိုးပေးတော်မူသည်၎င်းယုံကြည်ရမည်ယုံကြည်ချက် faith hope go ကျွန်တော်ရှိရမယ်အဲ့ဒါဘုရားသခင်စိတ်တော်နဲ့တို့ထီတယ်ကျွန်တော်ဘယ်ကိုဥတည်နေရလဲကျွန်တော်ဒါအသင်းတော်မှာယူပါအောင်ရှိအောင်ဘယ်ကိုဥတည်နေရလဲရောက်တာမရောက်တော့ခဏထားမရောက်သေးတာအရေးမကြီးဘူးရှိတော့ရှိရမယ်အသက်တာမှာရှိရမယ်မိသားစုမှာရှိရမယ်ဘဝမှာရှိရမယ်အဲ့ဒါရှိရင်ကျွန်တော်တို့ရောက်တယ်လမ်းခုလက်မှာအစင်မပြေခြင်းဟာအရှုံးမဟုတ်ဘူးကြံ့ကြာမှုပဲဘယ်သွားရမှန်းမသိရင်သာလမ်းပြောက်သွားလို့ခေါ်တယ်ဒါကြောင့်မို့ဒီနေ့6ချက်မှာကြာရှုံးခြင်းအတိတ်တွေကိုတေချာသိမှတ်ပါကဲ9ရောက်ပြီ9ဒီမှာပြင်လို့ရပြီနော်9လိုက်ဆိုပေးပါကျွန်ုပ်နဲ့အခြားသူများအပေါ်၌ဘုရားသခင်၏ကျေးဇူးမြတ်တာတော်ကိုအာယုံစိုက်ပါ focus ဘုရားရဲ့ကျေးဇူးပြုနာ grace and mercy အာယုံစိုက်ပါကိုယ့်ရဲ့အားနည်းချက်ကိုယ့်ရဲ့မစုံလင်ခြင်းကိုအာယုံစိုက်မဲ့စားထိုအားနည်းချက်ပေါ်မှာဘုရားသခင်ကျေးဇူးပြုနေရအောင်အာယုံစိုက်ပါလူတယောက်ရဲ့အားနည်းချက်နဲ့မစုံလင်ခြင်းကိုကျွန်တော်ကြည့်နေမဲ့စားအဲ့ဒီလူပေါ်မှာဘုရားသခင်လုပ်နေတဲ့ကျေးဇူးတော်ကိုအာယုံစိုက်ဖို့အတွက်ဖြစ်တယ်အာယုံစိုက်ပါ you know အားနည်းချက်ရှိတယ်ကြာရှုံးခြင်းတွေရှိတယ်အစင်ပြေခြင်းရှိတယ်ဒါပေမဲ့ဘုရားသခင်ကျေးဇူးတော်ဘာလုပ်လဲဥမာဆိုတော့ကျွန်တော်ပြောမယ်ဆိုရင်ရုသတို့အကြောင်းနော်မီမားတယ်အီလမီလန်မားတယ်ရွေးချယ်ခြင်းမားတယ်ခါသီးသွားတယ်ဒါပေမဲ့ကြည့်တဲ့အခါမှာအိုးဘုရားသခင်ကဒါလောက်ကျေးဇူးပြုလား you know ရွေးချယ်ခြင်းမားသွားတဲ့ဒီမိသားစုပေါ်မှာဘုရားသခင်ဒီလိုပြန်ပြီးတော့ဖတ်စေပါလားဒီလိုပြန်ပြီးတော့ပို့ဆောင်ပါလားဒီလိုပြန်ပြီးတော့ယေရှုပြုပါလား
ကျွန်တော်မြင်တဲ့အခါမှာဖခင်ရဲ့ဂျေဇုခရစ်တော်ကျွန်တော်မြင်မြင်ရတယ်မြင်ရတယ်ကျမ်းစာထဲမှာကျွန်တော်စောပြောလို့အမားတွေရှင်းလို့အများကြီးပဲတစ်ဆက်ထဲမှာလည်းအဲ့ဒီအမားတွေရှိတဲ့သူတွေအပေါ်မှာဘုရားသခင်ဂျေဇုပြုလိုက်ရတယ်သူသခင်ခရစ်တော်နာမှာမိုင်းချင်းဖြစ်တဲ့အမိန်းမရှမာရိအမျိုးသမီးတို့လူနိုတွေလာဇရုတို့အော်ဒီမိသားစုတွေပေါ်မှာဘုရားသခင်ဘယ်လောက်တော့ကျေးဇူးပြုလဲဣသေလမျိုးတွေပေါ်မှာဘုရားသခင်ဘယ်လောက်တော့ကျေးဇူးပြုလဲဒါတွေကျွန်တော်မြင်တဲ့အခါမှာအမားတွေနဲ့တူဘုရားသခင်တတ်နိုင်ခြင်းကျေးဇူးတော်ကျွန်တော်မြင်လာတယ်ဒါခါကျွန်တော်ပတ်ဝန်းကျင်လူတွေကျွန်တော်ကြည့်ပြန်ရောဟာမပြည့်စုံတော့မစုံတယ်ကျွန်တော်သိတယ်ဒါပေမဲ့အဲ့ဒီတွေပေါ်မှာဘုရားသခင်ကျေးဇူးပြုနေရကောင်းကြီးပေးနေရဆွဲခေါ်နေရမြင်တဲ့အခါမှာအော်ဘုရားသခင်ကျေးဇူးတတ်တယ်မှာတစ်ဆက်ထဲမှာကိုယ့်ရဲ့အသက်တော်ကိုကြည့်ပြီးသွားတယ်မစုံနေတဲ့ငါမပြည့်စုံတဲ့ငါပေါ်မှာဘုရားသခင်ဘယ်လောက်ကျေးဇူးပြုနေလဲမတက်တဲ့ငါပေါ်မှာဘုရားသခင်အဲ့ဒါကိုကျွန်တော် focus လုပ်လိုက်ရင်ကျွန်တော်ကြောက်ရွံ့ခြင်းကနေလွတ်မြောက်လာတာဖြစ်တယ်ရှေးဥစွာကျမ်းစာလေးဖတ်ရအောင်ထပ်ပြီးတော့တိယောအခန်းကြီး4ငယ်19တိယော4:19လိုက်ဆိုပေးပါဘုရားသခင်သည်ငါတို့ကိုရှေးဥစွာချစ်တော်မူသောကြောင့်ငါတို့သည်ဘုရားသခင်ကိုချစ်ကြ၏ဘယ်သူချစ်လဲဘယ်သူချစ်လဲကျွန်တော်တို့ကိုအရင်ချစ်တယ်ဒါကြောင့်မို့ဘုရားသခင်ကိုကျွန်တော်တို့ဒီချစ်ချင်းဖြစ်တယ်ဒါဆိုဘယ်သူကစချစ်တာဘုရားကစချစ်တာဘုရားစချစ်တာအဲ့တော့ဒီနေ့အဲ့ဒီမေတ္တာကအနိုင်ပဲဖြစ်တယ်အဲ့ဒီမေတ္တာကအလုံးစုံဖြစ်တယ်အဲ့ဒီမေတ္တာကအကျွမ်းပဲဖြစ်တယ်အဲ့တော့တခါတည်းကျွန်တော်တို့ကကိုဘုရားကိုချစ်တဲ့မေတ္တာပေါ်မှာသွားပြီးအာရုံစိုက်တယ်ငါဒီနေ့တော့ချစ်နိုင်တယ်ငါဒီတော့ဘုရားကိုမချစ်နိုင်ဘူးအော်ငါခုလောတော့ဘုရားကိုချစ်တယ်အခုလောတော့ဘုရားကိုမချစ်ပြောင်းနေတော့ဘုရားကိုခုမချစ်တော့ဘူးနော်အေးဟုတ်တယ်ငါမချစ်တော့ဘူးကျွန်တော်ဘယ်ဘဝမှုတည်လဲကိုယ့်ရဲ့ဘုရားပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာကိုသွားပြီးတော့ဘို့ပြုတယ်ကျွန်တော်ဘို့ပြုလို့မရအောင်အဲ့ဒါကြီးကနေ့စဉ်နဲ့မြတ်ဒီလိုဖြစ်နေတာနေ့စဉ်မပြောနဲ့9 minute second တော့မတူဘူး praise and worship မှာချစ်တယ်တရားဟောရင်ဘုရားမချစ်တော့ဘူး worship မှာတော့မျက်လုံးပြူးပြီးတော့ခွာရနှုတ်ဘက်တော့ကြာမျက်လုံးတော့ပြီးတော့ပြန်ခွာရပြန်မွေးငါချွေတော့ခွာရပါကြည့်နော်ချက်ချစ်တာဒီလိုကြီးอ่ะကြည့်ကိုယ်စိတ်နဲ့တွေ့ချစ်တယ်ကိုယ်စိတ်နဲ့တွေ့ချစ်ဘူးကိုကြိုက်တဲ့တရားစာအချစ်တရားဘုရားမင်းခေါ်လိုက်တော့ဖျက်ကောင်းတယ်ကိုကြည့်မြလို့ဟောဘာခေါ်ပဲပါလာပြောတယ်မလို့နော်ဒီနေ့ရှိရယုံကြည်ရပျောက်သွားလို့ခံစားတယ်ကြည့်ကျွန်တော်နှစ်တာဒီလိုလိုသွားတယ်အဲ့ပေါ်ဘလို့သွားပြီးကျွန်တော်ရက်တည်ဒါပေမဲ့ဘုရားသခင်ကျွန်တော်ရှင်းသွားရှစ်တယ်အဲ့ဒီမြတ်တော်ကျွန်တော်ဘို့ပြုတဲ့အခါမှာကျွန်တော်တို့ကောင်းတယ်ကျွန်တော်ကြော်လွားသွားတယ်ကျွန်တော်အားနေချက်ကျွန်တော်ရဲ့အမားတွေကျွန်တော်ရဲ့မပြည့်စုံခြင်းတွေပေါ်မှာကျွန်တော်ကြော်လွားသွားနိုင်ဖို့ခွာအောင်ဖြစ်စီနောက်တစ်ပိုက်တွဲဖတ်အောင်တစ်ကောခိုင်း73ငယ်ခုနှစ်မြတ်တာသည်ခတ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏ခတ်သိမ်းသောအရာကိုယုံတတ်၏ခတ်သိမ်းသောအရာကိုမျှော်လင့်တတ်၏ခတ်သိမ်းသောအရာကိုသီးခံတတ်၏မေတ္တာသည်ခတ်သိမ်းသောအရာဖုံးအုပ်တတ်တယ်အမားတွေအားလုံးကိုဖုံးနိုင်တဲ့မေတ္တာတစ်ခုပဲရှိတယ်ဘယ်အမားကိုမှဖြတ်ဖို့အတွက်ခဲပြတ်မရှိဘူးဒါပေမဲ့အရာမကျန်အောင်ဖြတ်နိုင်တာတစ်ချက်ပဲရှိတယ်အဲမေတ္တာလူချင်းလည်းလိုပဲလေဘာလို့ခွင့်လွှတ်နိုင်လဲချစ်လို့လေမိဘသားသမီးခွင့်လွှတ်နိုင်လေဘာလို့ချစ်လို့လေလင်မယားချင်းခွင့်လွှတ်နိုင်လေဘာလို့ချစ်လို့လေအဲ့တော့အသင်းတော်ထဲမှာအမားမရှိလို့မရဘူးလို့ပြောလဲမားလို့ပြောမဟုတ်နော်ရှိမှာပဲဖုံးနေတာပါပဲလေမေတ္တာချစ်ချင်းမေတ္တာကြောက်တဲ့စကားမမားလို့ပြောလဲမားပါပဲဒါပေမဲ့ဖုံးနေတာမေတ္တာဇင်းမောင်နဲ့ဂျားမှာလဲစကားမမားလို့ပြောလဲမားဖုံးနေတာမေတ္တာကျွန်တော်ဘုရားကြီးကိုမမားလို့ပြောလဲမားတာဒါပေမဲ့ဘုရားကြီးကျွန်တော်ကိုဖုံးလိုက်တာမေတ္တာပဲတပိုင်းတော့သားတော့စွန့်တော်မူတဲ့အောင်ကျွန်တော်ချစ်တာဖြစ်တယ်ကျွန်တော်မချစ်ခင်တဲ့ဘုရားကြီးကျွန်တော်ချစ်တယ်အဲ့ဒီမေတ္တာခတ်သိမ်းသောရောက်ကိုဖုံးအုပ်နိုင်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်အမားတွေအားနည်းချက်တွေရှိလာတဲ့အခါမှာဖုံးအုပ်နိုင်တဲ့ဘုရားမေတ္တာကိုအာရုံပြုဖို့အတွက်ဖြစ်ပါတယ်ရှစ်တစ်ချက်နဲ့နောက်ဆုံးတစ်ချက်ဖြစ်တယ်ဒီမှာမစိုးရင်နဲ့ငါသည်တင့်ဘက်မှာရှိ၏မကြောက်နဲ့
သင်ဖျားခင်ငါသည်သင်ကိုခိုင်ခန့်စေမည်သင်ကိုဆောင်မမည်ငါသစ္စာလက်ရလက်ဖြင့်ထောက်ပြမည်မစိုးရိမ်နဲ့ငါသည်သင်ဘက်မှာရှိ၏ဒါဘုရားသခင်စကားဖြစ်ပါတယ်မကြောက်နဲ့သင်ဖျားခင်ငါသည်သင်ကိုခိုင်ခန့်စေမည်ကျွန်တော်ခိုင်ခန့်စေကျွန်တော်ဘုရားသခင်ဖြစ်တယ်ကျွန်တော်ဒီလျှောက်ပေးမှာကျွန်တော်ဘုရားသခင်ဖြစ်တယ်ဒါကြောင့်ဒီနေ့ညအကြောင်းမင်းမလို့ဘလို့ပဲဖြစ်ဒီညနေရောက်လာဒီစကားဖျားတဲ့ကိုကြားစေချင်တယ်ဒီကားတင်ကြားစေတယ်မကြောက်နဲ့မစိုးရိမ်နဲ့သင်ဘက်မှာဘုရားသခင်ရှိတယ်သင်မရှုံးသေးဘူးအဆုံးတော့မရောက်သေးတာမာရီအာနေရှင်ရှင်အဲ့ဒါကိုကျွန်တော်သင်ဖို့အတွက်ဖြစ်တယ်တပားသူအာနေချက်ကိုကျွန်တော်လက်ညှိုးထိုးမဲ့စားအဲ့ဒါကိုကျွန်တော်သင်ဖို့အတွက်ဖြစ်တယ်မေတ္တာဒီခတ်သိမ်းသောရကိုဖုံးလွှမ်းတဲ့အတွက်ဘုရားရဲ့မေတ္တာကကျွန်တော်ကိုချစ်တာဖြစ်တယ်ကျွန်တော်ဒီမေတ္တာပေါ်မှာမျှော်လင့်ဝန်ခံဖို့အတွက်ဖြစ်တယ်ကျွန်တော်